YouTube မဟာ channel မှာတင်ဆက်ထားသောဗီဒီယိုဇာတ်ကားတစ်ခုလုံးကိုဖြစ်စေတစိုက်တရေတာကိုဖြစ်စေကူယူခြင်းအခွေပွားခြင်းနဲ့မြည်သည့် social media ပေါ်တွင်မဆိုထုတ်လွှင့်ခြင်းဖြန့်ဖြူးရောင်းချခြင်းများကိုအမှုပညာရှင်များ၏အကျိုးစီးပွားထိခိုက်စေနိုင်သောကြောင့်အလေးအနက်တားမြစ်ထားပါတယ်ခင်ဗျာကူယူဖော်ပြခဲ့ပါကစက်သွယ်ရေးဥပဒေပုံမှ66ခန်းငယ်အရဖြစ်စေရုပ်မြင်သံကြားနှင့်ဗီဒီယိုဥပဒေပုံမှ33ခါခွေအရဖြစ်စေလိုအပ်သလိုတရားစွဲဆိုမှုဖြစ်ကြောင်းနှင့်3နှစ်ထက်မပိုသောထောင်ဒဏ်နှင့်ငွေဒဏ်330နှစ်ရက်လုံးဖြင့်ကျသင့်နိုင်ကြောင်းအတိပေးအပ်ပါတယ်ခင်ဗျာမင်းလာအဲ့လားဆရာအဲ့ငါကတော့မင်းတွေ့ဘူးဟာငါလည်းတော့ဝင်ထွက်တယ်ဘာဖြစ်လို့ငါတို့ကားထုံးတာမင်းမတွေ့ဘူးလားမင်းတို့ကားလည်းမင်းတို့ကဥအောင်ထုံးဟောငါလည်းတို့ထုံးဘာလဲမင်းမြေပိုင်ဘူးလားမင်းပိုင်ပိုင်တော့မပိုင်ဘူးလေကားမကြီးထားထားပေါ့မင်းရတယ်ဒိဗယ်ဘာထားထားမှာမင်းတို့တော့ထားလို့လားလို့ဝင်ထွက်လေဘာဖြစ်လို့မင်းများနေပြီတော့ရများတယ်မင်းခွာရော要安逸，电影有老给呢，喏，谁找不来没？哪来了？不嘞，需要抱起来的哇！哎呀，主人。မလေးဟဲ့ကိုမလေးတရားတရေမဟုတ်ပါဘူးကိုရဲ့အဲ့ဆိုနင်းပါလေဟိုကျမလားဟိုစားနဲ့ပင်နဲ့ပြောရမယ်ဆိုရင်တော့ပြည့်တစားပေါ့ဟိုကြပြဆန်ဆန်လေးပြောရမယ်ဆိုရင်တော့ညံ့ငှက်ကလေးပေါ့ကိုရဲ့ဟိုခရရမ်းပြောရရင်တော့ဖော့ကာပေါ့ဩကြပြဆန်လိုက်တဲ့ဖော့ကာရဲ့ကဲဖော့ကာအဖော်ရှာတဲ့ကိစ္စဘာလဲပြောဟိုအဲ့ဒါလေဟိုညီမလေးလူဆွေဦးမပေါက်တယ်လို့အော်ကိုကြီးဖောက်ပေးပါလားဖောက်ချင်တာပေါ့ညီမလေးဒါနဲ့လေညီမလေးကိုဈေးဦးဖောက်ဖို့ဆိုတာလေကိုကြီးအစတီနဲ့တက်ရိုက်ပတ်သက်နေတယ်အော်ဟိုအဲ့ဒါဆိုရင်ကိုကြီးအာစီကိုပါဖောက်ခိုင်းလိုက်လေဟာမရ तू ကအတောက်သမားဖောက်သမားမဟုတ်ဘူးကိုကြီးကတော့ one way head line နေပဲဟိုအဲ့ဒါဆိုရင်လည်းလူကိုကြီးပဲဖောက်လိုက်ပါလားညီမလေး discount ပေးမယ်လေနော်အမလေး new year မလို့လားအမလေးဘူဆန်လိုက်တာအမလေးဒီလိုလုပ်ပါလားဟို discount ပေးမဲ့အစားလေးကိုကြီးကိုအကျွေးစနစ်လေးနဲ့စီစဉ်ပေးလိုက်ပါအော်ကိုကြီးကလည်းဈေးဥတော်မပေါက်သေးပါဘူးဆိုဘာကျွေးလဲလို့ဟိုဒီတစ်ခေါက်တော့လက်ငင်းလေးပဲလုပ်လိုက်ပါကိုကြီးရဲ့နော်ဟိုနောက်တစ်ခေါက်ကြလို့ရှိရင်လေညီမလေးအဆင်ပြေရဲ့ခေါက်ကြလို့ရှိရင်လေအကျွေးလဲပေးမယ်အခန်းကလည်းရှင်းပေးမယ်နော်နော်လို့လိမ္မာလိုက်တာဒီမှာငါတို့တော်တော်ဖြစ်နေပြီနော်ကဲအဲ့ဆိုဘာကြပ်လားစက်တော်ခေါ်ပြောပါရဲ့လားဖေ။ဘာလဲကြိုက်သူอ่ะအစီဟိုတပည့်လေညငက်ကလေးတကောင်မိလာလို့အဲ့ဒါကင်ချင်းလို့အစီကင်လိုက်လေ
ငါလည်းအရင်နေမြည်လို့ရတော့ အော်အာစီကလည်းအငတ်ဒါกินလို့မရဘူးလေအာစီ အဲ့ဒါဆိုဖုတ်လိုက်ပေါ့ အတူတူပဲလေအာစီဒီမှာကြည့်ဦးဘာလဲလို့ကြည့်ဦးလေအာစီ ဟဲ့ဂျိုက်တို့ ရအာစီ ဟာသူကဘာလဲ အော်ညင်ငတ်လေဘာတာဖလိုင်းလေတော်ရှင်းလေအာစီကင်မို့ လောက်လာပြန်ပြီကွာဘာမှတွေ့လာ ဟိုကျွန်တော်တေးသောပေါက်နဲ့ခလုတ်တိုက်လာတာလို့ပါအာစီဒီဘက်ကင်လို့ပါဟာတော်တော်ဖြစ်နေလို့ပါအာစီ အဲ့ဒါဆိုတော့ကင်လေကွာ မရဘူးလေအာစီ ဟမ် အာဂီလူလေအာစီ အာရကေ ဟုတ်ကဲ့ မင်းကင်မဲ့ကိစ္စကိုဘာကိစ္စငါအာရကေပေးရမှာလဲမဲမေပေးလေ အာစီကလည်းဒီဘက်မှာမရှိဘူးလေအာစီကျွန်တော်သူ့ကိုညှိပြီးပါပြီအကျွေးမရဘူးတဲ့အာစီလို့ပါအာစီအာဂီလေးလုတ်လိုက်ပါအာစီကလည်း ဂျိုက်တို့ကမင်းချီးလို့ပဲကွာ ပါတယ်အာစီကလုတ်ပါကျွန်တော်နိုးစီဘူးကားချစ်ရှင်နေပြီနော်အာစီလုတ်ပါစီဟာကျွန်တော်သူ့မကင်ရရင်အာစီကိုကင်လိုက်မှာနော် ဟာရမင်းငါပဲလှည့်ပြီးရမ်းမရှားနဲ့နော် စတာအာစီကျွန်တော်ကင်လို့တော့ကင်နေအာစီတော့ဖြစ် ကွာ ကဲရ ကျေးဇူးပဲအာစီကဲအာစီလေးတော့ အေးဟာငါဘယ်ကိုလက်ရမှာတော့ ကျွန်တော်ဒီမှာကင်ပါလေရှယ်ကင်လိုက်မယ် ဟာဟေ့ငါကားပေါ်မှာမလုံးနဲ့နော်ဟေ့ကားလက်ပိတ်တယ်ကွာသွားထုံနေသွား ဟိုအာစီကနှိမ့်လိုက်တာအာစီဟာရတယ် ဟဲ့ဂျိုက်တို့ ရအာစီ အရင်မကြသေးနဲ့ဟို စိတ်ချပါအာစီဟာ7မိနစ်ဟောလို့လက်ညိုးလေးကွေးဖို့7မိနစ်ပဲစောင့်အာစီအာစီလောက်တာနဲ့ဗျာဇော်ကြီးလက်ဆွဲတွေတော့တိုင်ပတ်ကုန်ဘူးလာ ဂျိုက်တို့ကမင်းတုံးတနာယူစမ်းပါ မေးကြရပြလား သုံးပတ်တာစူတော့က အကျွေးချင်းပြီနော် မြင်သုံးလိုက်မှာပေါ့ ကိုတန်ညာအရက်ဖို့တော့အကျွေးမရအောင်နော် ဩစိန်မဲပတ်စံမပါနင်းဆိုင်တော့မထိုင်ရဲပါဘူး ဘလုံးပြောက်တာ ပြီးတာပဲဘော်ဒါစီးပွားရေးပဲနော် သုံးမိနစ်ကညနေမှ တော့မသိတော့ဘူးသူတို့နဲ့ ဟဲ့နင်တို့မပြီးကြသေးဘူးလားမြန်လုပ်လေစိတ်ရင်ပိတ်ဆရာရှိတယ်ပိတ်လိုက်တော့ သူတို့ကပြီးပါပြီသူတို့ဆုံးနေ ငါအပူသူတို့လည်းလုံးဝမတူအပူပဲထိုးလိုက်တော့မယ်အပူကိုတစ်ထောင်မို့ထိုးမယ် သူကညနေမှထွက်မှာပါဆိုမ ဟဲ့မသိငါပေါက်မှာပြီလား အေးကျမပေါက်မှာပါကိုဗရိတ်ထွက်မှာကိုဗရိတ် စိန်ငါပေါက်မှာ စိတ်မဲ့နင်ကပြောအောင်မယ်နင်တတိကိုထားနော် ဟဲ့ဘာတော့ အုတ်ကြီးကနင်ကိုလိုက်နေတယ်လို့ကြားတယ် မလေးဟဲ့အုတ်ကြီးလိုက်တာများဆန်းလို့လားရွာထဲမှာသူမလိုက်ဘူးတဲ့အပြုံဘာသူများကြံလို့လို့ ဟိုအဲ့ဒါကိုပြောနေတာမဟုတ်ဘူးနင်အခုနှလုံးတိုင်ခံနေတော့ပြောနေတာဟုတ်တယ် အုတ်ကြီးမလားစဘူးဆိုင်ကိုလာတဲ့တော့တောက်မလို့လား ဟဲ့အုတ်ကြီးကတောက်เสียလားဟင်ငါဒီလိုင်းမဟုတ်ဘူးနော်ဟဲ့ဘာတွေပြနေဟင် ဟုတ်ပါဘူးနှာခေါင်းရလို့ပါ ဟဲ့စိန်မန်နင်နှလုံးကိုင်နေတယ်ဆိုပြီးတော့ငါသတင်းအတိအကျရထားတယ် နှလုံးမကင်ပါဘူးအုတ်ကြီးကလည်းပေါက်ရှာတော့ ဟာဒါလောက်လက်ပူးလက်ချက်မိနေတော့နင်တို့ကညင်းနေသေးလားဟဲ့လားဟာဒါပါလေဟင် အော်မင်းအားလေအလူကဖြတ်ပါဦးကြီးရဲ့ ပြလိုက်ဘာအတွက်အလူကန်ကြဟင် အော်ဒါဒီလိုရှိရလေဟိုခေမာတော့ဘက်ချမ်းမှာလေဟိုလမ်းပြစ်နေတယ်ဆိုလို့ဟိုအပတ်ဆက်လို့တယ်ဆိုလို့အလူကန်လာက လာလူကြလာကောက်တာသူစီလာကောက်တာ အာသူစီမအလူကန်လာကောက်တာဟုတ်ပြီအေးဟုတ်ပြီဗန်ကြီးဘာလဲ9ခွန်အာ200တဲ့ဒီအားပါလေအားပါလေဟင် အာ200ဆိုတာလေဟိုနှစ်ခါလူထားတာအာ200ဆိုတော့ तू က400လူထားတာ အာနီယာဆိုတာနှခါလူလို့ဟုတ်ပြီဒီ9ခွန်ကြတော့အဲ့ဒါပါလေ ချန်နံပါတ် ချန်နံပါတ်ဟဲ့ကောင်မဟင်ငါရွာမှာလေ1000ကျော်တွေကြီးပဲချန်နံပါတ်ကဒီ9ခွန်နှလုံးနဲ့ဘယ်လိုလုပ်ဖြစ်နိုင်လဲ အုတ်ကြီးကလည်းဟိုတထောင်ကျော်လူတိုင်းသိရလေဟိုအတူကောင်းနဲ့ညံသွားအောင်လို့နှလုံးနဲ့ကြီးလိုက် ဆိုးနေလေကြီး ဟုတ်လားတော်တော်ပိုင်နေကြတော့တော်တော်ညံကောင်းတယ်ဟုတ်လားဟဲ့ကောင်မမြန်ချမ်းဒီ200ရေဒီ300ရေဒီ900ရေအဲ့ဒါနဲ့လေနင်လန်းကိုခင်းပြအောင်ခင်းမခင်းလို့ရတော့လေနင်ကိုအပေါက်ကြိတ်ပြီးတော့ငါခင်းပြလိုက်မယ်ဟုတ်လား မညမတိုင် ဟဲ့ဒီမှာနောက်တစ်ခါလက်ပူးလက်ချက်မိလို့ရတော့နင်တို့အားလုံးထောင်ချပြလိုက်မယ်သိလား ကျမဟောပါလား ဟဲ့နင်ကိုပို့ပြီးထောင်ချမယ်သိလားဘာလို့ပြည့်လဲဟမ်ဘာလို့ပြည့်လဲဟဲ့စိတ်မရှင်ရှေ့တို့တန်းဒီမှာနင်းနောက်ကိုငါလိုက်နေတာနော်ပြီးတော့မယ်နင်းသတိထားဟဲ့နင်းလဲပါတယ်
တတိထားကြတော့ တောက်ပြီးသားတွေကိုပတ်စံမရှင်းဘူးဆိုရင်ကျမထပ်မရောက်နိုင် ဘာလဲရက်ဆိုင်ဖွင့်ပြီးရမရောင်းနိုင်ဘာသဘောလဲဟမ် ရောင်းတယ်ဆိုတဲ့အလေးပဲရှင်းလို့နားမလဲရောင်းတယ်ဆိုတာပတ်စံလိုချင်လို့ရောင်းအခုပတ်စံမရမှာတော့ကျမရှင်းလို့ထပ်ပြီးတော့မရောင်းနိုင် တော်လေးကဖိုင်လာတာဟဲ့ငါတို့ဘာကောင်းလဲဆိုတော့နေပြီ သိရလေအရက်တောက်ပြီးပတ်စံမရှင်းတဲ့ကောင် တိုင်းတိုင်းဒီဆိုင်သားလေးပြသွားလားအမှန်လေ ရောင်းနေမင်းတို့သိမ့်မိုက်နေတယ်ဆိုရင်ဒီဓာတ်နဲ့မင်းတို့လည်းလက်တစ်ချောင်းပြငါလည်းလက်တစ်ချောင်းပြလို့လေ မင်းကဘာကောင်း ။ငါနဲ့မပြေးနော်။ဘာကောင်းမှတော့မဟုတ်ဘူး။အေးဒါပေမဲ့မင်းကလေးတယောက်ကိုအုပ်စုဖွဲ့ပြီးအနိုင်ကျင့်နေတဲ့မင်းတို့တဲ့ဆိုင်တော့သားတယ် ဘာမှ ။ဟုတ်လေ။ဒီကောင်တကယ်လုံးမြောက်။ဒီကောင်လုံးမြောက်သိတယ် ပြန်ဝင်ရမှာကြောက်လို့လေ ။ပြန်ဝင်ရမှာကြောက်တယ်။ဥပွင့်မှာကြောက်တယ် တကြတယ်ကွာဘာလို့မှလဲကောင်စိတ်ကသိရှည်တာမဟုတ်နော်အာစီဖြတ်ပြလိုက်ဗျာကိုကကိုကျွန်တော် ။ဟေးမင်းတို့ဖြတ်ပြီးရင်ဒီကောင်တွေကိုဖြတ်မယ် မူကောင်းလုံးကြောက်ထောင်းမှု အာဒီနေ့မှာကြာကုန်လိမ့်မယ်တော့ရောက်နေဘောင်းချနော် ။ရောက်နေယူကွက်မနေနဲ့။ရှင်းသွားအောင် ဒီမှာလိုက်တာ အကိုတော့ဒီဆိုင်ဘက်ကိုတခါမှမလာဘူးထင်တယ်နော် ဟုတ်တယ်အရင်တော့ဟိုဘက်မှာအခုမှဒီဘက်ကိုတက် ။ဟေ့အောင်။မင်းဘယ်ဘက်တွေကိုပြောနေ ဟောအရင်တော့အောက်ဘက်မှာလေဥမာဖြည့်ချင်းပေါ်တက်လာ ။ရှင်းအောင်ပြော ဟုတ် ဟိုညီမကိုအခုလိုကူညီပေးတဲ့အတွက်အကိုတို့ကျေးဇူးတင်ပါတယ် ။ကျေးဇူးတင်နေပါလေလာပြောမနေနဲ့။ရက်တလုံးမြန်မြန်သွားယူဒီမှာတောက်ချင်နေပြီ။ဟောပတ်စံရှင်းပါနော်။ကျေးဇူးတင်လို့အရက်လက်ကတိုက်ပြရစီလို့တော့လာမပြောနဲ့။ကြိုက်ဘူး။သွား ကျေးငါတို့ပုံးနေပြီနော်တောက်လိုက်လားလို့အေးပါ အာကိုရင်တက်မှာလေကွာနော်ကြိုက်တော့သွားပြ အာစီအာစီနေနေတော့တဝမ်းဝမ်းနဲ့ပြိတာကိုဒီကိုတစ်ဆိုင်လုံးအကုန်ရှင်းမလို့လားဘယ်လိုရှင်းမှာလဲ ဟဲ့ကျဲသူဟုတ်စံမင်းကိုပေးရတယ်လေကွာအဲ့ဒါရှင်းလိုက်ဗောမင်းကလည်း အာစီခေါင်းကြီးလေးတစ်ပုံတစ်ပုံနဲ့ကျွန်တော်ဘယ်လိုရှင်းမလဲသူတွေလည်းကြုံနေအာစီဘောင်းချပဲဗျာ ဟဲ့နော်ဘာခေါ်ရအကုန်လုံးကားသမားတွေကြီးငါပေါ်ရည်ကွာငါမွေးနေ့မှာတိုက်ရဘာဖြစ်လို့လဲ တိုက်တာဘာမှမဖြစ်ဘူးဘယ်လိုရှင်းရမလဲမသိဘူးပြောနေတာအာစီ ဘယ်သူကရောငါတို့မတောင်းနေကွာနော်မင်းကအောင်လာမစားနဲ့ရောမင်းအစိမ့်ပြလို့ရှင်းကွာသွား အော်ချိုက်တိုးပဲလားလာစိတ်ဓာတ်ကောင်းတယ်နော်အာစီကအေးမဝိုင်းကုန်တယ်ပဲတိတယ်တိုက်မယ်နော်တိုက်တာပါနော်ကဲဒါလေစိတ်တက်တာတောက်ကြနော်တောက်ကြတောင်းကြမလိုက်တော့ပြေလို့ပဲအော်ပြီးတော့ဒီလေစားကြလားဒီနေ့စားရဆောင်တော့အေးဒီချီလို့နော်ဟဲ့ဟိုကျဲသူခုနကဘာလာပြောသွားလဲ ဘာမှမဟုတ်ပါဘူးကိုပြည့်ရဲ့ဟိုဒီနေ့ကိုပြည့်မွေးနေ့ဆိုတော့ဟိုစိတ်ကြိုက်ပျော်ပါစေတဲ့အဲ့ဒါလာပြောတာ အဲ့ပဲလားပြီး Happy birthday တော့ကိုပြည့် အေးပါ အော်ကိုပြည့်ခဏဘာလဲ ရောက်ကိုပြည့်မွေးနေ့ဆိုတော့ကိုပြည့်သုံးဖို့အတွက် ဟမ်အားလုံး ဟ
စိတ်မှန်နင်ကလေတရွာလုံးကိုဘသူ့ကိုမှအကျွေးမပေးဘူးအဲ့ပြေကြီးဆိုတဲ့သူကိုနင်ကအကျွေးလည်းပေးတယ်ပြီးတော့ပတ်စံလည်းအပုံလိုက်အမ်းတယ်ဆိုတော့အဲ့ဒါဘာသဘောလဲ သူ့ကိုယုံကြည်လို့ပေါ့မဖြူရဲ့ဘယ်ရလာလို့ဘယ်စီနေမှမသိရလို့နင်ကယုံတယ်ကဲအခုတော့နင်အကျွေးတွေဘယ်လိုပြန်တောင်းမလဲပြောအခုလောလောဆယ်တော့အကျွေးပြန်တောင်းမှုအစီအစဉ်မရှိသေးပါဘူးသူမဆက်နိုင်လဲကောင်းတာပဲလေစိတ်မက်နင်ဟာရဘလို့ကြီးလဲဟုတ်တယ်လေအကယ်၍သူစီကအကျွေးပြန်တောင်းလိုက်လို့ तू ကအားနာလို့ပဲဖြစ်ဖြစ်ဟိုပြန်ဆက်လိုက်တာပဲဖြစ်ဖြစ်ဒါမှမဟုတ်မဆက်ချင်တော့လို့ပဲဖြစ်ဖြစ်စောင့်ရမလာတော့ဘယ်လိုလုပ်မှာလဲ စိတ်မှန်နေတို့ကြိုက်နေပြီမလား ကြိုက်တာမကြိုက်တာတော့သေချာမသိပါဘူးဒါပေမဲ့သူ့ရှေ့စိတ်ထဲမှာလုံယုံလို့ခံစားရတယ်ပြီးတော့ပြောလဲပြောတယ် စိန်ပန်းကတော့လူမိုက်ကြီးရဲ့မှိုင်းကိုမိသွားပြီထင်တယ်နော် အဲ့လိုမိုင်းမိရဲဆိုရင်လဲစိတ်မန်းကိုယ်တိုင်ကြည်ကြည်နက်နက်ကြီးအမိခံတာနေမှာပါ မဖြူရင်မဖြူလုံကုန်မီးတော့ ဟဲ့လာလာဘာဖြစ်တာတော့ ညကြောက်ကြလိုက်တာကြောက်ကြအိမ်မောဆင်းသွားပြီတော့ မင်းတို့ကလည်းဟဲ့ယောက်ျားအောင်နိုင်မယ်ဆိုလဲစီးလေးပေါင်လေးထားအောင်လေအချိန်ပြည့်ဘလူးဆိုင်တင်းနေလို့ဘယ်ရပါမလဲ အဲ့ဆိုကြောက်ကဘယ်လိုလုပ်မှာတော့ အခုတော့လေဟိုအချိုလေးအချင်းလေးကျွေးပြီးတော့နည်းနည်းပြန်ချော့လိုက်လေ အမလေးဟဲ့ညီတို့အိမ်အောင်ရေးတွေကြည့်ရတာလဲယောက်ျားယူချင်စိတ်ရှိတာတော့မှယူရတော့မလို့လို့မယူရတော့မလို့လို့နဲ့ အဲ့ဆိုမယူတော့ဘူးလား ယူမှာအော်အေးပါဟဲ့ မောင်စိတ်ကိုကောင် အဲ့ဘက်ကြောင်းကိုအောင်လေ ဟုတ်တယ် တိုးလာတယ် အဲ့ကောင်စီရန်တက်တာလေ အဲ့ဒါရအောင်ပြီကိုညဘဘာမှမမြင်အောင် အစီဝိုင်ပါရေပန်းကလည်းရေဘူးကရေမထွက်တော့ဘူးလားဟလား ပြီးမှပြန်ဖြည့်လိုက် ဟာလေ ကိုပြေး ဟာစိတ်မှန် ဟာ ဘယ်ရလဲလာတော့ ဟိုဆိုင်မက်သွားမလို့ကိုပြေးကြီးကိုတွေးလိုက်လို့လာနှုတ်ဆက်တာ ဩ ဟိုကိုပြေးကြီးဆိုင်မက်မြောက်တာကြာပြီနော် ဘာလဲအကျွေးလာတောင်းတာလား မဟုတ်ပါဘူးကိုပြေးကြီးရယ်ဟိုအကျွေးကိစ္စကိုခေါင်းထဲမထည့်ပါနဲ့ဟိုနောက်မှဆက်ရင်ပို့ပေးလိုက်မယ်လေနော် အေး ဟိုကိုပြေးကြီးတို့ကခရီးအများတန်းထွက်နေရတာဆိုတော့ဟိုအိမ်မှာရောနေပြစ်ကြရလား အလုံးမရှိတော့နေပြပါတယ်ဘာဖြစ်လို့တော့ အော်ဘာမှမဖြစ်ပါဘူးဟိုကိုပြေးကြီးအမျိုးသမီးရောဘာလို့လဲ ချဲရောက်နေ ဘာကြောင်ဘာရောက်ကောင်းတယ်ဘယ်မျိုးမျိုးပြောရတယ် မိမလေ အာဘာမိမမရှိဘူးမိမဆိုလို့အိမ်မှာအမေတယောက်ပဲရှိတယ် ကောင်းတာဗော ဟမ်ဘာကောင်းလဲ အော်လူပြိုကြီးမလားဟိုလူပြိုကြီးဆိုတော့ကောင်းတာဗောလွတ်လပ်တယ်လေနော်ဟိုဒါမဲ့လေလူပြိုကြီးဆိုတော့စားရေးတောက်ရေးကြတော့ဒုက္ခရောက်မှာပေါ့နော် အာဒီလိုပဲကြုံလာစားလိုက်တာပဲ အဲ့ဆိုလဲစိတ်မပူပါနဲ့ဟိုကိုပြေးကြီးစားချင်တာရှိဟိုစိတ်မောက်ပြောလေစိတ်မချက်ပြီနော် ကျေးဇူးပါပဲဟာနော်တွားရရှိနေတွားရောလေငါတို့ဒီမှာလှုပ်နေတာ သွားတော့မှာလား ဟမ် မဟုတ်သွားတော့မယ်လို့ပြောတာသွားတော့မယ်နော် ဟုတ်ပြီဟုတ်ပြီအစီရုပ်ပေါက်တယ်နော်ဒေး ဟိုက်ပါကွာအောင်တော့ပါဟေ့အောက်ပိုင်းနေဆို ဟောပါစီ ပြေးဗမ်းမနေပါစေ ဟာစီဟာအာစီမွေးနေကျွေးစင်းကများလိုက်လားအာစီဒီကောင်အဲ့ဒီကအာစီကျဲတဲ့ပတ်စံတွေကဘယ်ပတ်စံလဲ သိပါဘူးကွာငါလည်းငါလက်ထဲကိုလာထည့်ရတယ်ပဲငါလည်းအကုန်ပိတ်ကျဲပလိုက်တာ အဲ့ဆိုကိုဘာလို့ကျွေးစင်းနဲ့ပေါင်းထည့်ထားတာတော့အာစီတော့ဂျန်တောင်းလိုက်မိပြီထင်တယ်နော်အာစီ တန်းနိုင်ဝေးဂျင်းမိတော့လည်းမိပေါ့ကွာ ဘလေဂျင်းရတယ်မိခံကျင်စရာဂျင်းအကိတ်ကြီးကိုအာစီ ဘာလို့ပြောနေရလဲ ကိတ်တယ်လေအာစီမဟုတ်လား ဟာ အာစီကျွန်တော်အကြံလေးတစ်ခုတော့ပေးလို့ရ ဟာလေ ပါလေသူ့ကျွေးတွေပြန်မဆက်အောင်ကျွေးရှင်ကိုဆွဲစီလိုက်ပါ ညောင်အရက်လောက်မှတစ္ဆာမရှိတဲ့မိန်းမတို့လေငါစိတ်ကိုမဝင်စားဘူးသိလား ဩအဲ့သစ္စာရှိတဲ့အရက်ကလည်းသစ္စာမရှိတဲ့မိန်းမရှိမှပဲရှိနေတာလေအာစီရဲ့လောက်ပါအာစီဟာဒီမှာတကောင်ကျွတ်အရသမားဘွားတဲ့ဆိုင်ရင်အိမ်အောင်ရှင်အိမ်ကြီးကအရသမားဘွားပို့ပြီးကော်ပါတယ်အာစီက သူ့ကိုသာဆွဲစီလိုက်လို့ရတော့လေအာစီစာရေးတောက်ရေးနေထိုင်ဘာညာရှုရှဲဖောင်းတိုင်းအကုန်ပွဲသိမ့်တော့အာစီစိတ်ကူးမလွယ်နဲ့အာစီအာစီရှုပ်ကြည့်အာစီရှုပ်ကြည့် ဘာဖြစ်ပြန်ပြီတော့ ဩရှစ်မှာတနာစရာလေးလေအာစီကဲတင်လိုက်အောင် မ
မင်းကတော့အချင်းပြုတ်တနာယူနေတော့တာပဲနော် ဒါလည်းကုတူရပါလေအာစီကကျွန်တော်ကကဲတင်လိုက်မယ်အာစီကအာရကေစိုက်လိုက်ဟုတ်တယ်မလားကာမဒါနာဟုတ်ကဲ့အာစီဟာအဲ့ရမှာမဟုတ်လား ဘာလဲရရမှာလဲမင်းတနာယူဖို့ကငါအချိန်မပေးနိုင်ဘူးနော်ရောက် ဩအာစီရဲ့ စိမ့်မဒီလို ကိုဖေဘာလို့လဲ ဘာမလို့ငါနေနဲ့ဆွေးနွေးစရာရှိဘူး ဆွေးနွေးစရာရှိရဲ့အဲ့ဒါဆိုလဲဆွေးနွေးလေးကိုပြည့်ရဲ့ဟိုအားမနာနဲ့နော်ပွင့်ပွင့်လေးပြော ငါနင်းပေါ်တင်နေတဲ့အကျွေးတွေကိုဆက်ဖို့အတွက်ငါအဆင်မပြေဘူးနောက်လည်းအဆင်ပြေမဲ့ပုံမပေါ်ဘူးအဲ့တော့ဒီအကျွေးကိစ္စကိုဘာဆက်လုပ်မလဲ ဟိုအကျွေးကိစ္စဆိုရင်တော့ခေါင်းနဲ့မထည့်ပါနဲ့ကိုပြည့်ရဲ့ဟိုကိုပြည့်အဆင်ပြေတဲ့ချိန်ကမှဆက်လဲရပါတယ်ဟိုစိတ်မစောင့်နေမယ်လေ ငါတစ်သက်လုံးအဆင်မပြေဘူးဆိုရင်ရော ဟိုတစ်သက်လုံးစောင့်နေလဲရပါတယ် နေအဆင်ပြေမဲ့ငါအဆင်မပြေဘူးငါအကျွေးဆိုလို့ရှိရင်လေသူများစွန်းကျွေးတော့သွားဘူးတဲ့ကောင်မဟုတ်ဘူးငါနင့်ကိုပေးစရာရှိတဲ့အကျွေးတွေရှိနေတာငါတော်တော်လေးကိုနေရထိုင်ရခက်နေတယ် ဟိုအဲ့ဆိုဘယ်လိုလုပ်မှအဆင်ပြေမှာလဲကိုပြည့် 你ငါ့ကိုယူမလားရှင်နေပါလေလုံးမယ်ဒီနေ့ငါနဲ့ကြားတဲ့အကျွေးကိစ္စကိုဖြေရှင်းဖို့နီးလန်းဒီတစ်ခုပဲရှိတော့တယ်အဲ့တော့နေဘာလုပ်မှာလဲ စိတ်မခဏလောက်တော့စဉ်းစားကြည့်တယ် ဟေးလေစဉ်းစားမယ်ဆိုလေစဉ်းစားပါကွာဒါပေမဲ့အကြားကြီးတော့မစဉ်းစားနဲ့တော့ငါကျွေးပူတယ်မခံနိုင်ဘူးနေစဉ်းစားမှလည်းနှစ်ခုပဲရှိတယ်နော်ငါ့ဘော်တင်နေတဲ့အကျွေးတွေကိုနေအဆုံးခံမလားဒီငါ့ကိုယူမလားဒါပဲဒါတွေပဲကျွေးရထည့်မှာလား ဒီနေ့အောက်မှာအဲ့ဒီရှုံးနေဘယ်လိုသာခုံပြီးထွက်ခဲ့တော့လေသူမလာသေးဘူးလားအောက်မှာတော့မရှိဘူးလေဒီမှာမရှိဘူးလားအိမ်ထဲမှာလည်းမရှိဘူးလေဒါဆိုရင်ဟိုနေ့ကထားပြီးတော့သူထွက်သွားပြီထင်တယ်နော်ဟာငါတငယ်ချင်းလေးတော့လေမင်္ဂလာမဆောင်သေးဘူးနဲ့တကူလည်းဖြစ်သွားမှာပဲ ဟောမဖြစ်ပါလဲဖက်ဖက်လောပါစီဖက်ပါစီသူအဲ့လိုတော့မလုပ်တော့ပါဘူးမဖြစ် ဒီတိုင်းနေလို့မရဘူးဒီနေ့ဟိုအုတ်ကြီးကိုအချောင်းချနေတယ်နော်ခဏလေးခဏလေးအားလာဟုတ်ကြီးဘယ်လိုသားမရသေးဘူးဟာ တို့ကဘယ်လိုလုပ်ကြဟဲ့ဟောနော်ပြောဒီမှာမင်းကလူငယ်ချင်းဆိုတော့သိပါဘူးဟောဘယ်လိုသားပဲဟဲ့ပြောသားတို့တော့မသိဘူးလေဒီမှာအော်ဟုတ်ကြီးမနေ့ကကျွန်တော်အရက်တော့တော့ဒီကောင်မျိုးပြောတာကြာဒီကောင်လောင်းစားတော်တော်ဝါသနာပါတယ်ဗျဟောပြီးတော့တို့ဘာပွဲလမ်းလို့လောင်းမယ်လားလို့ပြောနေတယ်နော်မနေ့ကဘာပွဲပဲဖြစ်ကောဟာမတွေ့တွေ့အောင်ရှာလာခဲ့နော်ဒီကောင်မလိုက်ဘူးဆိုရင်ငါကိုလည်းအချုပ်ထဲထည့်မယ်လို့ပြောလိုက်နော်အော်အိုကြီးမကြုံမတွေ့ရင်ဟာမတွေ့ရင်မင်းမပြန်မလာနဲ့ကွာသွားနေတော့ရှာပြနေရလေ你也听吗？啊，早上不晚了。
要ပြေး要ပြေး要ပြေး ဟာလေ ဘာလုပ်နေလဲဒီမှာ ဘယ်တက်တိုက်နေလဲမမြင်ဘူးလားမင်းရလေ ဟာမဟုတ်လေရောက်မင်းကမင်္ဂလာတော့ပြင်ပြီးသတို့သားဒီမှာကြက်လာတဲ့လူရမလားကွာမင်းက ဟေ့အောင်အဲ့မင်းလာတော့အရေးမကြီးဘူးနော်ငါချက်ပွဲပိုးပြီးရေးကြည့်တယ်မင်းရလေ အေးမင်းအုံကြည့်ရလဲပါလိုက်တယ်မင်းမလာရင်သူကိုယ်တိုင်လာပြီးမင်းအထုံထဲထည့်မြင်မယ်လေ အာဒီတော့ပြရတယ်တမျိုးကွာနေရတဲ့ကပါတယ်ဒုက္ခပဲ အာစီအဲ့ဒါဘောင်းချာအာစီလိုက်သွားလိုက်ပါအာစီဟာတပည့်ကြည့်ထားလိုက်မယ် တို့ချက်ပွဲမပြီးသေးဘူး ဟောအာစီဟိုကဘောင်းချာဒါဘာမှမလုပ်ကြည့်ထားလို့ရတယ်ဟုတ်လေရောက်မင်း ဒုက္ခပဲကွာအဲ့ဒါလည်းပြီးတော့တရားကြည့်ထားလိုက် အာစီဟမ်ဒီကောင်ပြီးရင်ဘူးသီးနဲ့ပဲလား ရောထားလိုက်ဟုတ်ကဲ့မင်းလိုက်တာငါအများကြီးလောင်းတာအကုန်ရှုံးကုန်မယ်ရှောက်မပြောနဲ့တရားကြည့်တာ အာစီကောင်ရှင်နေသိမကောင်း ဟောဒါမှဘူးရတယ်မျိုးစိတ်ကုန်မဖြောင်းတိုက်ရတာ ပြန်လာပြီလား ငါရေးရှင်နေပြီဒီဘောင်းမှာပဲဘာလုပ်နေရလဲကဖေထဲမှာဖေအဲ့ဘာဖြစ်နေတော့အေး စိတ်မရဲ့မင်္ဂလာဦးညာတို့ကြမ်းမဲ့ပုံမယ်နော် ဩမဖြူရလဲကျန်းဆိုသူ့ရဲ့လက်သမောင်ကလူမကြီးလေ ဟွန်းမတ်တာမိုက်တာပေါ့ဟဲ့ဟိုဒါမဲ့ဒီလောက်ကြီးကျန်းတော့လေချက်စရာကြီးဟောမဖြူပါလေမဖြူအတွက်ကြောက်စရာကောင်းပေမဲ့စိတ်မန်းအတွက်ရင်ခုန်စရာကောင်းချင်ကောင်းနေမှာပေါ့လို့စိတ်မန်းဟုတ်တယ်မလား ဒီဘာရင်ရှော့ပြောနေရလဲဒီစမ်းမအောင်အေးဟိုစောစောစစ်စစ်ဘာလာလောက်ကြရလဲ ဟွန်းဘာရတော့မဟုတ်ဘူးလေဟိုညီချင်းလူလာလေလာပြီးတော့အသစ်ဆက်ဆက်အင်ရှင်မလေးကိုလက်စင်နေပို့ချလို့လာခဲ့တာပေါ့ ဟုတ်တယ် ဟဲ့ရေလင်းတော့မအောင်သစ်ဆက်ကလေးရော သူအိတ်နေတယ် အခုချိန်ဒီအိတ်နေတယ်ညာတော်တော်ဒီမှန်းထားမှာပဲနော် ပြင်မန်းတာဘောတညလုံးမနာရသေး စိတ်မဲ့ညီစကင်းချမ်းလာပြီလားဟဲ့ မိသေးညီရလေလေအိတ်စိတ်ကြီးပဲအမြဲဆုံးမိုးနေတယ်နော်ဒီမှာတညလုံးမနာရသေးဘူးဆိုတာမင်္ဂလာပွဲကိစ္စတွေလက်ဖွဲ့ကိစ္စတွေနဲ့အလုပ်ရှုပ်နေလို့မနာရသေးဘူးပြော ဩညီကလည်းငါလည်းအဲ့ကိစ္စကိုပဲပြောတာနင်ခိုင်းစားတတ်တဲ့ကိစ္စကိုပဲပြောတာပါဟဲ့ညီကလေစိတ်မန်းခိုင်းစားတတ်မှာတော့ငါယုံနေသိလားဒါမဲ့စိတ်မန်းဟိုတခြားထိန်းသိမ်းရမယ့်ကိစ္စတွေတော့စိတ်မန်းလေ့လာရမယ်နော်ဘာလို့ဆိုတော့ညီယောက်ျားလူမားကြီးဆိုတော့တခြားယောက်ျားတွေပို့ပြီးတော့ထိန်းသိမ်းရခါမှာငါယောက်ျားကြည့်လေငါဟိတ်ဆိုဟိတ်တိတ်ဆိုတိတ်ပဲအဲ့လိုပြောင်းလို့ရမယ်နော် စိတ်ချပါမဖြူရဲ့။ तू ကအပြင်မှာပဲမိုက်တာပါ။စိတ်မနဲ့တွေ့ရင်တော့လေရုံတငယ်လေးလိုဖြစ်သွားရော ဘာတွေဖြစ်လဲဟမ်မနေ့စောစောစီသူများရင်လာပြီဘာတွေအဲ့တော့အရေးကြီးပြောနေကြ အော်ဟိုမင်းညကိစ္စလေးလာမေးတာပါဟုတ်ပါကိစ္စ ဘေးကညာဘယ်ကိစ္စကိုသိချင်တာပြော စိမန်ဟောလေဟိုနေငါတို့လာပြီးပြောပြလိုက်တော့ငါတို့သွားတော့မယ်ဟုတ်ကဲ့ နေပါဦးသိချင်တာရှိတခါတည်းမေးလေပြောမယ် မမင်းတော့ပါဘူးမမင်းတော့ပါဘူး အ နော် ရင်မကြည့်အရင်မကြည့်ပြန်လာရအောင် ဟဲ့စိမန်ငါနိုးပြီနော်မျက်နှာတက်ပြီးရတယ်မနေ့ကစားမယ်ပြင်ထားလိုက် စိမန်ဟဲ့
ပြောတော့ရုံးတကယ်လေးဆို ငါပြောသားပဲ तू ကအပြစ်မှသာမိုက်တာဟိုငါလဲဆိုရင်ဘာမှမဖြစ်ဘူးအခုလည်းနင်တို့ရှိနေလို့ပြန်ကြတော့တော်ပြီ ကျော်ကြီးတို့မတော်ရပါနဲ့ကျော်ကြီးကျော်ရတို့တားရပြီကျော်ရရက်ဆက်လိုက်တာကျော်ရတို့အပြစ်ချစ်လိုက်ရတာကျော်ရတဲ့ရက်ဆက်တဲ့ရက်ဆက်တဲ့ ချစ်စေဆိုတာကြော်ကြီးဆိုတဲ့လူရဲ့နှလုံးသားမှာပဲရှိတာမဟုတ်ပါဘူး။ဂျိုက်သူရဲ့နှလုံးသားမှာလည်းရှိတာပဲ။အခုနာမည်ဂျိုက်သူတဲ့ကြော်ကြီးအစားဂျိုက်ကြီးလို့ပြောင်းခေါ်ရင်လည်းရပါတယ်။မင်းကိုပေးဖို့ချစ်စစ်တွေရင်းထဲမှာပြီ။ဟောဒီရင်စုံဖွင့်ထားတာကွာ။ဒီလေမင်းရင်ထဲမှာကြော်ကြီးမှကြော်ကြီးဆိုပြီးအဖြစ်နေရပြီထားတော့ဘုဒ္ဓနေရာရှိတယ်။သွားပါတကယ်ပေါ့မင်္ဂလေးဟာမင်္ဂလေးဘာမင်္ဂလေးလဲလူကြည့်တော့ဝှရှော်တော့တော့ဘယ်လိုမရှိပါဘူးမလုံးနေငါမိမဆက်အောင်မေလို့နဲ့ကဖဲစမ်းပါလုံးနေလေဂျိုင်ကြီးလူရလိုက်တာကျော်ရဲ့လူရလိုက်တာ ခေမရဲ့တော်ပါတော့မြာပတ်ဝန်းကျင်ကြားလို့လည်းမကောင်း ငါလည်းမငိုဘာဖြစ်တော့လဲကြီးတော့လေကိုချင်းဆောင်တိုင်းကိုမရှိဘူး ခေမညီဟာညီလေးတငယ်ကိုမိုးမမြင်လေးမမြင်အန်းတော့ကတော့ဘာတမ်းမှမကြားရပဲနဲ့အခုတငယ်ကပြစ်သွားမှလာကြေကွဲပြနေဒီမှာနင်ညံ့လို့နင်ခံရတာသိလား ငါအခုခံစားနေရတာလေငါအဲ့ဒီအရာကြောင့်မဟုတ်ဘူးငါရဲ့ပြူစင်တဲ့ချစ်ချင်းမြတ်တာကိုအစော်ကားခံရလို့ခံစားနေရတာ ဟဲသူတို့တကယ်လို့ကအဲ့ဒီဖြူစင်တဲ့ညစ်တာမဟုတ်ဘူးအလှအပနဲ့အပေါ်ရန်တာယာမှုတွေပဲဟဲ့ ငါတို့တရားမှုပေးနိုင်တယ်လို့ရှိရောမှာပါရေဆိုရေမီးဆိုမီးအမြဲတမ်းရေမီးအစုံနဲ့လေဒီကုန်မပေးထားတာပါတဲ့ အဲ့လိုလေဒီခုံကောင်းလို့လဲအခုတခြားတယောက်စီပါသွားပြီမလား ကျုပ်ကတော့လေကျုပ်ယောက်ျားကိုအဲ့လိုတွေမဖြစ်အောင်ထိန်းထားနိုင်လို့လားမသိဘူးကျုပ်ယောက်ျားကျုပ်မှကျုပ်ပဲဖြစ်နေတာ အဲ့လိုလေယောက်ျားတယောက်ကကိုမကိုဖြစ်ဖို့ဆိုတာအလားပါတယ်မကောင်းဘူးနော်အပြောဆိုတာလေအရေးကြီးသေးတာပြီးတော့လေအိမ်တော်တစ်ခုကြာပြီးသွားရင်လေငါဘွားကြီးစုံပြီဆိုပြီးတော့နေခြင်းတလို့နေပြောချင်တယ်လို့ပြောလို့မရဘူး ဟုတ်တယ်အဲ့ဒါကြောင့်လေကျုပ်ဆိုရင်အမြဲလာအောင်နေတာအပြောဆိုလို့ရှင်လေတော်ရုံယောက်ျားကိုကျွေးစင်းသွားမယ်နော် မလေးညီအဲ့လိုပြောအောင်ညီမလင်းရှိလို့လားလင်းရှိလို့လား ဟဲလင်းရှိစရာမလိုဘူးလေကျုပ်မှာအတွေ့အကြုံတွေအများကြီးကျုပ်နဲ့ပတ်သက်ခဲ့ဘူးတဲ့ယောက်ျားကြီးဘယ်သူမှမကျုပ်ကိုပြစ်သွားခဲ့ဘူးလို့တော့ကျုပ်ကပဲပလစ်ခဲ့ရတာအဲ့ဒါလေအခုလိုအလှပလေးနဲ့ကျုပ်ရဲ့အပြောဆိုလေးကြောင့်သိရလား အာဒီကိစ္စမှာတော့လေနင်းကိုယုံနေသီးလား तू ကအပြိုးအိတ်တာဆိုတာယောက်ျားကြကြီးရဲ့ ဟုတ်တယ်ဟာယောက်ျားဆိုတာမျိုးကရုံးမတွေဒီလိုချွဲပြစ်နေမှာတော့ကားကြတာဟဲ့နင်လေသူ့ကိုဒါချွဲပြစ်နေအောင်ပြောနိုင်မယ်ဆိုလို့ရှိရင်ကုန်းနဲ့ကော်ထုတ်တောင်မှနင်နာထွက်သွားမှာမဟုတ်ဘူးသိရလား မာရမိမဆိုတဲ့အမျိုးကလေအယိုးကွဲအောင်ရိုက်မှအသေးဆွဲအောင်ချစ်တာကွာ ဟာဒါဆိုရင်အာစရီကစိတ်မန်းလေးအသေးဆွဲစီကိုအယူကွဲအောင်စုံမတော့မယ်ဆိုတဲ့သဘောလား တကူးတကကြီးတော့လည်းမဟုတ်ဘူးပေါ့ကွာငါရဲ့ဗီဇကြောင့်လည်းပါပါတယ်အကန်ကြောက်လေးနဲ့ဆိုတော့ဘာပြောပြောအပြင်းပြေတာပေါ့မဟုတ်ဘူးလားတော့ငါကိုယ်တိုင်ကအရင်တည်းကမိမတဲ့အရက်ကိုပို့ပြီးတော့ကြိုက်တာ မဖြစ်နိုင်တာချစ်ပိုင်ဟာမိချောင်းပန့်ကေပေါ့ရမယ်တို့ဒီလောက်တောင်းတောင်းဖြောင်းဖြောင်းအထူကြီးရထားတာကိုရှင်နဲ့မရောက်ဘူးဆိုတာဖြစ်ကိုမဖြစ်နိုင် ပြေးဟောပတ်စံနေတော့ချိပါအောင်ကွာငါကားပြင်းနေတယ်ပတ်စံကုန်သွားလို့ ကားပြနေတာပတ်စံကုန်အောင်လို့ဟုတ်လားအပိုးလေးရှောက်ပြောနေတယ်နော်ခင်ဗျမာဆက်ကဆိုတော်ပြီးအန်းတာကျွန်တော်အကုန်သိရနော်ဟဲ့ ဟုတ်ပါဘူးကွာတကယ်ငါအိမ်ပြန်ပြန်ပတ်စံမရှိလို့ပါ ကဲပတ်စံမရှိဘူးညီးမနေနဲ့နော်ကဲကျွန်တော်မှလည်းရှိတာဒါအကုန်မဲ့ဗျာရောပြီးရင်တော့ပြန်ဆက်နော် ကျေးဇူးပါပဲကွာ မင်းအဲ့လိုယူတယ် အာစီအာစီကမင်းမပတ်စံပြန်မယ်ဘူးလား ဘာလို့အဲ့မှာလဲသူ့မှာသူ့စည်းဝါးနဲ့သူရှိရလေကွာနော်
အဲ့ဒီမိမကိုပတ်စံအံ့မယ်ဆိုတဲ့ဥပဒေကိုဘယ်ကောင်ကအာချောင်ပြီးတော့တတ်မှတ်နိုင်လည်းမသိပါဘူးကွာ နေပါဦးအစီခုနအကုန်မဲပြလိုက်တာလား အဲ့လေအကုန်မဲ့လေ ဟာအစီအဲ့ဒါအကုန်ပြလိုက်တော့ကျွန်တော်တို့ကဒီဆိုင်မှာဘာနဲ့မျိုးစိုးမှာတော့လို့ ဟာမင်းစီမှာပတ်စံရှိသေးတယ်မလား မလုံးနဲ့ကျွန်တော်ပြန်အံ့ပါစီ မင်းမအဲ့ဆရာမိမလည်းမရှိပါဘူး ဟောမိမမရှိနဲ့ကျေစင်တို့လာမယ်လို့ရှိရလေအစီ ဩအရေးတယ်အဲ့ဒါတွေကိုနောက်မအံ့နော်လောဆယ်ငါ့ကိုအရင်အံ့လိုက်လာ လုံးလိုက်ပြန်ပြီအစီ ဝင်လို့လည်းမရဘူးအဲ့ဒီလူဝင်မဟုတ်အဲ့လိုကြည့်နေတယ် ဟုတ်ရဲ့မင်းကတော့ကွာတကားကိုတွန်းပွင့်လေဘယ်လိုလုပ်လဲအဲ့တော့ဟာနော် မလို့ပါနဲ့တုံးအေးအဲ့ဒီစကလန်ညော စကလန် ငါအဲ့မရဘူး ဟောအဲ့စကလုံးတက်လို့ရတယ်အဲ့ဒီအော်လို့စကမတက်တာ ရောက်ကျဲတို့အင်းလုံးဝင်တော့ ပြန်တော့ ဘယ်မှာလဲကွာမင်းကလည်းနေလိုက်တော့လို့ကွာ မတော့ဘူးတက်ပဲနေပြီ အဲ့လိုပါ ဒီကြဘယ်မှမထီဘူးဘယ်ဟောညာဟောနှစ်ဖက်စလုံးထိပါတာငါဟေးဒီပြီအစီမူရီတော့ပြေသွားတယ် ဟောလည်းမသိကွာကြအဆင်ပြေလား အဲ့ကြနင်ငါ့ကိုဘလို့ခေါ်နေရလဲဟမ် ကြကလည်းမင်းကလေကြကိုချစ်လို့ချစ်စနိုးနဲ့ကြလို့ခေါ်တာကြကမကြိုက်ဘူးလား ငါနားထဲမှာကြားတွေပြည့်နေပြီနော်နေဘလို့ဖြစ်နေရလဲဟမ် ကြမင်းလေဒီအိမ်လေးဒီနေ့မှအသက်ချုပ်အဲ့ဒါလှလာကြည့်ပေး စိတ်မန်းဒီဘာဖြစ်နေရလဲဟမ်ငါမျက်နှာကြီးတက်ရှိမိအောင်ပဲငါမူးနေတော့နေအေးသေးနေ ကြစားနေပြီလားစားတော့အစင်တယ်နော် မစားဘူးနော်စားနေတော့မှလေနေလုံးနေတဲ့ပုံစံရောအစားရင်စိတ်ပါပြောက်မှာမှတ်လားဒီမှာမူးနေပါလေသူကမှကွာဒီမိမငါ့ကိုစိတ်လုံးခိုက်တစ်မျိုးပြီးတစ်မျိုးလာပေးနေတယ်ညငါကောင်းကြတော့ကောင်းခံလိုက်မယ်အေးလေနေ လိုလည်းမသိချစ်စရာတော့ကောင်းတယ်ဆုံးမလိုက်တာနည်းနည်းလက်လွန်သွားတယ်မရဘူးလူမိုက်ကိုယောက်ျားတော်ရတာအဲ့လောက်တော့ကျမ်းမရမှာဒါနဲ့ तू ကနေ့ကိုဘာမှပြန်မလုပ်ဘူးလားငါကြားရတော့ तू ကလက်ရင်နေဆိုအမလေးပြန်လို့ဖို့နေတတာလေစိန်ဘန်းကိုမော်တော့မကြည့်ရဘူး तू မိုက်တယ်ဆိုတာလေအပြည့်လူတွေပဲမိုက်တာလေစိန်ဘန်းပေါ်မိုက်ကြည့်ပါလားအသက်တောင်ဘယ်ကထွက်သွားပြီနေစမ်းအောင်နေကနှစ်ယောက်ျားကိုအဲ့လောက်တောင်ရိုက်လိုက်တယ်ဆိုတော့နှစ်ယောက်ျားဘာအချိုးမပြေတိုင်းလှုပ်ထားလို့လဲဘူးဘာမှမလုပ်ဘူးဘာ
ဘာမှမလုပ်ဘဲနဲ့နင်ကနင့်ယောက်ျားကိုအဲ့ရတွေကမထနိုင်အောင်ရိုက်လိုက်တယ်ဆိုတော့နင်လွန်တာပေါ့ဟဲ့စိတ်မနင့်ယောက်ျားကိုပြေဒီဘာလာလောက်တာလဲပထမတော့ငါအခုထိမနှက်စာမစားရသေးတဲ့ကိစ္စနဲ့လာတာအခုပြဿနာအဲ့တဲ့ပိုကြီးသွားပြီနော်နင်အကြောင်းနင်သိအခုအိမ်လာခဲ့ဒီလောက်ထိလောက်ထားတာတော့မှပဲအတန်းထွက်နေသေးတာဟမ်တွေ့မယ်ဒင်းစိတ်မဲ့လက်လုံးမယ်နော်ဘယ်ရေတော့တီးနေအဲ့ဒါတော့တီးကြပြီဟိုကောင်ကကြောက်တီးပါသွားလားအဲ့တီးထုတ်ကပါပဲစိတ်ရလိုက်တော့ဒုက္ခနင်ငါ့ကိုလှုပ်စမ်းနင်းတငယ်ချင်းတွေကိုပြောပြနေတဲ့ငါ့ကိုနှိပ်ကွတဲ့ပုံစံတွေလှုပ်စမ်းမအောင်ဟမ်ဟောလှုပ်စမ်းကြားရမင်းရလေကြောက်အဲ့လိုမျိုးမလုပ်ပါဘူးမင်းစကားဖြစ်ပြောလိုက်တာပါအေးနင်ကစကားအဖြစ်ပဲပြောတာနော်ငါကစကားတွေအများကြီးမပြောတတ်ဘူးဆိုတာနင်သိရနော်ကဲလှုပ်စမ်းပါဟမ်နင်ငါ့ကိုနိုင်တယ်ဆိုတဲ့အရာလေးငါခံစားချင်လို့လှုပ်စမ်းနင်ငါ့ကိုဘာလို့မလှုပ်လားမလုပ်ပါဘူးကြရဲ့မင်းကြအဲ့လိုလဲဘယ်တော့မှမလုပ်ပါဘူးနောက်လဲဘယ်တော့မှလုပ်မှာမဟုတ်ပါဘူးဟာအဲ့ဒါဆိုလို့ရှိရင်ငါသိခါကြောက်လို့နင်ဘာလို့အပေါ်တွေရှောက်ပြောနေရလဲငါလှုပ်လိုက်မယ်နော်ဒါဒီလိုရှိပါရဲ့ကြရဲ့သူတို့တွေကလေသူတို့ရဲ့ယောက်ျားတွေကိုနိုင်ရတယ်မလားအဲ့တော့မင်းရဲ့ယောက်ျားကိုကြောက်တယ်လို့ပြောလိုက်ရင်မင်းကသူတို့ရှုံးသွားမှာပေါ့မင်းရှုံးတာကိစ္စမရှိပါဘူးကြရဲ့မိန်းမဖြစ်နေတော့ကြကိုမရှုံးစေချင်လို့ပါအဲ့လိုအဲ့တော့ဟုတ်တယ်နင်သူတို့ရှုံးတာကိစ္စမရှိဘူးဒါပေမဲ့ငါမိန်းမတယောက်အနေနဲ့တော့နင်သူတို့လုံးဝရှုံးလို့မရဘူးအဲ့တော့နင်မှန်နေနောက်ကိုနင်ဘယ်တော့မှမရှုံးစေနဲ့နော်ကြားလားဒါဆိုကြမင်းကိုနားလဲတယ်ပေါ့နော်ဒီလိုဆိုလည်းငါနားလဲပေးရတော့မှာပေါ့ကြစီမလေးမင်းတစ်ခုလောက်တောင်းဆိုစရာရှိလို့ဟာလာပြန်ပြီဟာဘာလဲပြောကြရဲ့မိန်းမတယောက်အနေနဲ့တိတ်ခါမကြောက်အောင်လို့သူတို့ရဲ့ရှေ့မှာကြမင်းကိုကြောက်တဲ့ပုံစံမျိုးဟန်ဆောင်ပေးပါလားနော်ဘာပြောလဲငါနင့်ကိုကြောက်ရမယ်ဟာဘာလဲဟမ်အကုန်လုံးရဲ့အမြင်မှာငါ့ကိုမေးကြောက်ပွားရောက်နေလုံနေရလားဟမ်ပြောစမ်းအဲ့လိုမဟုတ်ပါဘူးကြရဲ့ဘသူတွေဘယ်လိုပဲထင်နေလေကြကိုမင်းဘယ်လောက်ထိကြောက်လဲဆိုတာကြလည်းသိနေတာပဲအဲ့ခွင့်လေးတခုတော့မင်းကိုပေးပါနော်ဟောလို့နင်တော်ဇရာရှုပ်တယ်ဟာအေးပါအဲ့ဒါဆိုလည်းပြီးရောမိုင်တော့ကြော်မလာနဲ့နော်ငါဒေါသထွက်ရင်ငါလူရှိသူရှိလဲငါရှောင်မှာမဟုတ်ဘူးနင်ငါကြောင့်သိရနော်သိပါတယ်ကြရဲ့တတိထားနေနေလာပြီအာစီလာပြီအာစီတို့ရွာတဲ့တောင်ရောက်နေပြီနော်မှားအကုန်ပါတယ်မှာအာလူးကြော်ပါမယ်စိတ်သားကြောက်ပါမယ်ငမုတ်ကြော်ပါမယ်အမီကတော့ပါတယ်အာစီပလင်းမဲ့ဖန်လာတော့ဘာမှလာမပြောနဲ့ရှင့်ကိုကျမလုံးဝမပတ်သက်ချင်တော့ရှင့်ကိုမချစ်နိုင်လို့ကျမလမ်းခွဲလိုက်တာလာပြီအာစီလာပြီအာစီကိုတဲ့တဲ့ကိုလာနေပြီအာစီတဲ့တဲ့ကြီးကိုလာနေပြီအာစီတက်တဲ့ကြီးကိုလာနေပြီအာစီကျနားကြီးလာပြီရှင်ရှင့်ကိုကျမမချစ်နိုင်လို့ပြောနေပြီတခေါက်ပြန်လာပြီဒါပေမဲ့တဲ့တဲ့ကြီးတခေါက်ပြန်လာပြီအာစီတဲ့ပြန်လာပြီအာစီရေရှင်ဘာလုပ်တာလဲတိုက်တာလေဘာလုပ်တာလဲမမြင်လို့တိုက်မိတာ sorry လို့မမြင်လို့ရှင်နှစ်ခေါက်တောင်ပြန်ပြီးကျမကိုပြန်တိုက်တာလေနှစ်ခေါက်တောင်ဟုတ်တယ် sorry ပါကွာတကယ်မမြင်လို့ပါဒါနဲ့နာမည်လေးကတင်းသူစားတဲ့တင်းသူစားရှင်ဘာလာပေးနေလဲကဲဖဲစမ်းပါရှင်ရှေ့ကနေဖဲစမ်းပါအဲ့ဆိုနောက်ကနေရမှာနောက်ကလည်းမနေရှေ့ကလည်းဖဲခဏအစီခဏလေးဟုတ်ကဲ့ဒီမှာဖုံးလို့ကင်လို့အစီလမ်းကြောင်းကျွန်တော်ပြီးလာခဲ့ပါအစီဟာရောစအရေးကြီးပဲတောက်တယ်အမြည်ကကျွန်တော်လာရွတ်မယ်ခဏနေပေါင်းခေကိုမဖဲခိုင်းပါနဲ့လူကဖဲခြင်းမနဲ့နှလုံးသားဖဲလို့မရလို့ဒီမှာခေးမှာဘလို့ပြဿနာမျိုးရင်ဆိုင်နေရကိုရှင်းမယ်ညမြောက်ကိုရှင်းမယ်ရှင်းနေကြပြောရလားဟုတ်ကဲ့ပေါ့ခေးသာလူချင်းတယ်ဆိုခေါင်းစပင်ရင်အသက်ခွဲပေးလိုက်မှာကွာယုံလိုက်ဟုတ်ပြီလေ
ကျမ EX ကလိုက်နောက်ရှက်နေလို့ အင်းနဲ့အိတ်တောင်နောက်ဆက်တယ် ဟာဘာကြီးပြောနေရလဲ EX ဆိုရီးစားဟောင်းပြောနေရ ဩရီဆောင်ဟာအဲ့လောက်ကတော့ဂျိုက်တိုးအတွက်ပြဿနာလို့ကိုမခေါ်တာပပလေးပါအဲ့ရီစားဟောင်းဆိုတဲ့ကောင်နောက်ဆက်တယ်ဆိုမှုန့်ချိတ်ပလိုက်မယ်အဲ့ဆိုရင်ခေးရင်ဝင်တော့ကူလာလို့ရပြီလား ရှင်တကယ်မဟုတ်ကြည့်ပြင်ပါနော် ချိတ်ပလိုက်ပါစုံချိတ်ပလိုက်ပါ ဟုတ်ပြီနောက်ကိုကြည့်လိုက် နောက်ကိုကြည့်စော ကျမနောက်ကိုပြောနေမဟုတ်ရှင်နောက်ကိုပြောနေရ ဩနောက်ကိုလားအဲ့သုံးယောက်က ကျမ EHD လေ သုံးယောက်လုံးတော့ ဟုတ်တယ်လေ3ယောက်ထဲပါ ရပါတယ်မျက်မမြင်နေဟဲ့မြင်နေဟလား မြင်နေလေ နေစမ်းမအောင်ခုနအမောက်ကြိတ်မယ်ဆိုတာဘာလဲ မဟုတ်ကိုကြီးနားကြလက်တာတာသူ့ကိုပြောတာဒီနားမှာအမုန်းကျိတ်ဆက်ရှိတယ်လိုက်ဖို့ပေးမယ်လို့ 3ယောက်ထဲတော့ဝင်မတက်ကြမင်းကဘာဝင်သူလောက်ပဲပြောင်းဒီပေါင်း ဘာကျွန်တော်ငပိကောင်ပါအမဟုတ်ဟိုဘယ်နာကောင်လို့ဘယ်ရက်ကွာကောင်လို့ ကြာပါလေကွာ မကြောက်ဘူးကိုရခဏလေးခဏလေး ကြောင်းတော့ အဖက်လမ်းမှာကွာဟေးငါတက်တယ်ငါစီရတဲ့တော့တိုင်းရုံးမယ်လို့ငါတက်တဲ့တိုင်းရုံးမယ်လို့ အော်တပြက်စီကိုဘလို့များလဲထားမှကိုမသိဘူးတပြက်စီလဲလဲဆိုတာဟော်ရီလိုလှရတယ်ဟော်ရီလိုလှရတယ်တကယ်ပဲဘာမှလက်ကြောမတင်ဘူးတော့ဒီမှာဖြစ်ညာအော်ဘာဖြစ်ရမှာလဲမဖြူရဲ့တပြက်စီလေးလဲခိုင်းထားတာလေအချို့မပြေဒါနဲ့မဖြူတို့ကအိမ်ကိုဘာလာလောက်တာလဲ အော်ငါတို့ကလေဒီနေ့ကနောက်ဆက်တွဲဘာကြီးဆက်ဖြစ်လဲဆိုတာတီးချင်လို့လာဆက်စုတာဒါနဲ့နေရကြအောင် နောက်ခွဲမှာဟင်းချက်ခိုင်းထားတယ်လေမနေ့ကတော့ကောင်းကောင်းပညာပေးလိုက်တာတော်တော်တော့အပိုးကျိုးသွားတယ် ပိုင်လိုက်တော့စိန်ပဲရဲ့ညီကလေကျောင်းတငယ်ချင်းလို့မပြောအောင်ရမ်းပိုင်တာပဲ အော်မထူးပါဘူးဟိုငါတို့တခါတည်းနေရယောက်ျားရဲ့လက်ရောက်စားဖို့ရရှိတော့တမင်ဝင်စားလိုက်ကြမယ်လေဟုတ်လားလေကောင်းလား မစားပါနဲ့အော်ဟိုကြကြနှစ်ယောက်စာပဲချက်တာလေတခြားအပိုးစားလို့မရအောင် အဲ့ဆိုရင်လက်ဖက်တုပ်လေးလောက်တော့အဆင်ပြေမထင်နဲ့နော်ဟုတ်တယ် ကြားတယ်နော်ဧည့်သည်တွေကလက်ဖက်တုပ်စားချင်တယ်တဲ့တုပ်ထားလိုက်အောင် သူတော့နေကြပါလိမ့်မယ်ကျွန်တော်ကတော့တုတ်လိုက် ဟဲ့โอเคမှာအေးစစ်စစ်နေစမ်းပါသူ့ဘာသူတုပ်လိုက်မယ်နည်းနည်းတုပ်အောင်ဘာလို့ခိုင်းတော့လက်ကြောကိုမတင်တာအဲ့ဒါသာကြည့်ကဲသွားကြည့်လိုက်အောင်မယ်နော် လာလာမောင်နင်ကငါ့ကိုခိုင်းရတယ်ဗောဟဟလား တခြားရဲ့တူတူပြောပါတော့ဟိုတခြားနဲ့မေနားလဲမူယူလာရလေဟိုတငယ်ချင်းတွေရှိနေလို့ပါနော်တခြားနော် မလွန်နဲ့နော်နင်လွန်မလာနဲ့နော် အေးမာကြရဲ့ဟိုမေကိုလက်ဖက်တုပ်လေးတုပ်ပြီးနော် ရာဆဆဟမ်ရာဆဆများ အတော်ပဲဒီလက်ဖက်တုပ်လေးယူရလိုက်မယ်နော်ဂျာနော် အော်အဲ့ဆိုငါဘာနဲ့ညီးရမှာလဲဟမ် ဒီမာကြရဲ့ဒီမြေပဲစားလေးပဲညီးထားလိုက်နော်ဟိုပြီးမှလေးเจ้าကိုမင်းတေချာပြန်ပြီးတုပ်ပေးမယ်နော်ဂျာနော်လက်ဖက်တုပ်လေးကအဲ့လောက်ကြာလားတော်တောင်းမကြဒီစပင်လေးကဘာဖြစ်လာလဲပွားနေစပင်လေး အော်သူ့လုံလာလေ အော်မင်းကသူ့ကိုလှုပ်လာတာစပင်နေပွားနေ ဟုတ်တယ်လေသူ့ကိုလှုပ်ခဲ့တာ စိန်မလက်ဖက်တုတ်ဆိုတာလေငရုတ်သီးလေးပါမှကောင်းတာငရုတ်သီးလေးချက်သူ့မျိုးလေးမရှိဘူးလား ငရုတ်သီးစိမ့်နဲ့စက်ပေါ်သီးလို့တဲ့ကြားရနော်โอ้ကြားနေမှမသိပါဘူး နင်မျောနေပြီနော်နင်တော့သေတော့မယ်နော် ကြားရဲဟိုတောင်းမှပါတယ်ကြားရဲဟိုဒါလေးယူသွားပေးလိုက်မယ်နော်လိမ့်ပါရပြီ ပိုဆိုးလာတယ်လို့ပဲစပင်လေးကလေ ဟိုမလေးအချိုးမပြေလို့သူ့ကိုနှစ်ပန်ချင်းလာတာဟာ အော်ညီကချင်တာ စိန်မဆက်တယ်အချုံလေးပါလေမရှိဘူးလား စက်ပြန်ပြီနေလဲလေတစ်မျိုးပဲနော် တော်ဆက်လို့ ပေးမယ်တခြား
အချိုလေးတဲ့ဟိုကြံတကာဘူးဘယ်နာထားလဲရှာပေးပါဦး ချိုးလေးအကျိုးတော့မရဘူးနော်တော်ရမယ်နီ ကြောက်လာကြတယ်ကြွရတာမင်းလည်းကြွလိုက်တာညိုးနေနော်ဟုတ်တယ်လေငါတို့အဲ့လိုထိုးလိုက်တာဟောက်ခါပြန်ချော်ထိလားဟာနင်တို့ဘာလုပ်နေလဲသွားကြတော့လေငါသူ့နဲ့စီးရှင်းဖို့ကြံသေးတယ်ငါတို့ကောင်းကောင်းလုပ်အောင်မယ်ဟဲ့နင်လည်းစားလို့မပြီးသေးဘူးလားပကံလိုက်ယူရလိုက်တော့သွားစီးသွားတာ နောက်ရမှာပကံပေးမယ်ဘာလဲ နေပါဦးကျော်ကြီးကိုတွန်းမိနေလား ဟောမင်းလည်းတရုံးခါနော်တပူအလုံးကြော်ကြီးပဲလိုက်ရှာတယ်ခြားဇော်ကြီးတို့မော်ကြီးတို့ထုံးပြီးပြောင်းရှာကြည့်ပါ ကျော်ကြီးပဲကြိုက်တာကျော်ကြီးပဲလို့တင်တာမယ်ဇော်ကြီးလည်းမကြောက်မော်ကြီးလည်းမကြောက်ကိုကျော်ကြီးခင်မကိုသားလေကျော်ကြီးကိုခူရှာပေးပါ ငါဘယ်လိုရှာပေးရမှာလဲ ကျော်ကြီးဟော ကြာရင် ဘယ်လိုလဲလို့ အော်ဟိုင်းနာ ကြော်ကြီးမောင်ပြန်လာပါပြီ ပေါ်နာလက်ခုဘေးဝင်မလို့လဲလာညငါပြောစရာရှိရယ် ဟိုမောင်ဘိုင်းနာလို့အင်တာနက်တက်ချင်လို့မ ဟဲ့မလို့ချင်ဘူးထိုင်နေပါဦးပေါ်နာနင့်ကငါနင့်တငယ်ချင်းနေနဲ့ဘောလုံးပွဲကြည့်ဖို့အတွက်ဘယ်နှစ်နိုင်ခွင့်ပေးလိုက်တာလဲ ဟို2နိုင် နင်ခုထွက်သွား3နိုင်ရှိနေပြီနင်တနိုင်လုံးနေဘာလုပ်နေလဲဘယ်ဒီသွေးထိုးနေလဲဟမ် ဟိုဘယ်မှတူမထိုးဘူးလေမိုင်ဘောလုံးမွေးကမိနစ်90ခါအနာရုံးမပေါ့အဲ့အချင်းကိုထိုက်ကန်ကြတာအမှလည်းအနာရုံးမပေါ့အဲ့ဒါနဲ့ပန်နာတီရောက်သွားပြီ3နိုင်ကြောင်းရတာဟောမ နင့်ရဲ့ဘောလုံးပွဲကအဲ့လို3နိုင်လုံးမနာမနေကန်တာလား ဟုတ်ဘောလုံးမွေး3နိုင်လုံးတော့မနာမနေကန်တာမဟုတ်ဘူးလေပထမပြီးတော့ခဏနာတယ်အချင်းမပကန်ခင်မှာခဏနာတယ်ဒီမိုင် အဲ့ဆိုနင်နားတဲ့အချိန်တွေမှာငါစီကိုလာပြီးအကျိုးအချောင်းပြောပြီးခွင့်တောင်းလို့မရဘူးလားနင်ငါစီကိုအဲ့အချိန်တွေမှာမလာဘူးဆိုတော့နင်ဘယ်ကောင်မှနဲ့ရှိနေတာဟမ်ငါမင်းနေရလေ မသိတော့ဘူးဗျာပြဿနာမဟုတ်တော့မပြဿနာကြီးရှားနေပြန်ပြီမထင်ချင်တော့ထင်တော့ တင်ချင်းစလို့ထင်ပြီးသွားပြီအဲ့တော့နင်လိုလူမျိုးနဲ့ငါမပေါင်းနိုင်ဘူးနင်ခုချက်ချင်းစင်ငါ့အိမ်မှာခုချက်ချင်းစင် မလောလာပြီနော် လုံးလုံးနေရမှာလုပ်ချင်လေဟမ် ကျွန်တော်လည်းအိမ်မှာဆင်းမယ်ခင်ဗျားလိုမျိုးနားလည်းမရှိရမှာလည်းကျွန်တော်မပေါင်းနိုင်တော့ဘူးအိမ်မှာဆင်းမယ် စင် ဆင်းမယ်သိကြရအောင်ဘာမှမလုပ်别搞了，没这个乌鸦，乌鸦来了！哎呀，这样拍人话，你搞嘛话，你带下吧，亲戚。叫你了，乌鸦哦，乌鸦哦，没搞了嘞，搞了嘛嘞，没有不真的标了，没有拖了我。好，我没搞回来的，明天把山路嘞。好，没山路都行，我先嘛拉没来呢。哦，没有搞没有，我标呢，毛那边那样，嗯，毛那边，你看这样，没有，看啥？哪的没哪的？没买，你哪子下去啊？嗯，不老子哪家搞？သူကမြန်မင်းကိုချစ်လုံးလုံးလေဘောတစ်ခုတော့ပုံပေးရတာအဲ့ဒါကိုမင်းကရိုက်လားနဲ့လားနဲ့မင်းကောင်းလားမကောင်းပါဘူးမကောင်းမင်းဘာလို့ရိုက်တာလဲနောက်မလို့တော့ပါဘူးဗျာနော်ဟေ့ငါနာမည်ပြေးကြီးနော်ငါဘာကောင်လဲဆိုသိချင်းမင်းကားကြီးလောကမှာသွားဆုံသန်းကြည့်လိုက်နော်မင်းတော့သိလို့မယ်ဟေ့နောက်တစ်ခါမင်းမကိုရိုက်ရနဲ့တယ်ဆိုတော့အတန်ကြားလို့ရတော့နော်ဘယ်ကပေါ်လာမှမသိတဲ့ဒေါက်တာဆောင်မင်းပိတ်တယ်ဝင်သွားမယ်နားလေလားဟုတ်မလုပ်ပါနဲ့ဗျာနောက်မလို့တော့တောင်းဝင်ပါနော်ဟေ့အဲ့မင်းမခေါ်ပြီးပြန်တော့ငါစောင့်ကြည့်နေမှာတော့ရအောင်ဟုတ်ကဲ့မင်းပြန်ရအောင်ကျမကမရိုက်တော့တေးကြရဲ့နော်မရိုက်တော့ဆိုကွာတကယ်ပြောလားတကယ်ပါဆိုမင်းလားကြောင်တော်မလို့နဲ့ဘာဖြစ်တာလဲခင်မမေးစရာရှိတော့ကိုပြေးရဲ့ ဘာမေးပါလဲမေး ကိုပြေးကြောက်လေအယိုးခွဲအောင်ရိုက်မှာအသေးဆိုးအောင်ချင်မယ်ဆိုတဲ့ဆောင်ပုံနဲ့အိမ်ရမိန်းမကိုじゃနှိပ်စက်နေပြီးတော့အခုကျသူများလင်မယားကြမှာမိန်းမဘက်ကကာကွယ်နေထူးဆန်းနေလို့ ဟာဘာထူးဆန်းလို့လဲအဲ့ဒါသူ့များမိန်းမနော်အိမ်ကဟာငါမိန်းမမတူဘူး အဲ့ဆိုခင်မလေးကြရင်လည်းကာကွယ်ပြီးအောင်နော် နင်ကဘာသူ့မိန်းမမလို့ကာကွယ်ပေးရမှာလဲ မိန်းမလည်းဖြစ်လာမှာပေါ့ ဟောငါမိန်းမဆိုရင်ငါမကာကွယ်ဘူးနော်ငါ
တော့ရလိုက်တာပြေးရချိပါကျွန်တော်သေးပေါက်ချင်လို့တော့ဖြစ်ကုန် အဲ့ဒါဆိုအမယောက်ျားတကယ်အိမ်မောဆင်းသွားတာပေါ့ စင်းသွားတာပေါ့စင်းသွားတာမှလေတရက်မပြည့်သေးဘူးလေအိမ်ကိုအိုစားလာပြန်ယူတာလေအခောက်တရလောက်ရှိရဲ့ဟိုငါများရှော့ပြီးမလားဆိုပြီးတော့ငါ့ကိုဟန်ပြနေမှာပေါ့ငါတစ်စလီမအောင်လှည့်မကြည့်ဘူးနော် ကောင်းတယ်အမရေကောင်းတယ်လုံးဝလှည့်မကြည့်နဲ့နော်သူတို့ကိုသွားမတနာနဲ့ရောက်တက်သွားလိမ့်မယ်သိလား လှပြုတ်ပြူပါဟဲ့ဒီလိုယောက်ျားတယောက်ကိုမှမထိန်ချုပ်နိုင်လူမလုပ်ဘူးဒီလိုယောက်ျားတွေကလေနည်းနည်းလေးအလျှော့ပြီးလိုက်တာလေခေါင်းမော်ချီးကြပါမယ်လိုက်စင်ရလေထုတ်ပေးပြီးသားဖြစ်မယ်ဆိုတာသိပြီးသား သိရင်လည်းပြီးတာပဲအမရေအဲ့လောက်ထိန်းချုပ်ကမှသူတို့ကတော်ရကြတာအမရဲ့ မချူရဲ့အားကြလိုက်တာအားကြလိုက်တာ 你这嘛，你要领没得啦？ ဟောအမရဲ့လင်းယူတယောက်ထဲရမှာပေါ့ယောက်ျားဆိုတာမျိုးကခဏပဲကောင်းတာအမရဲ့အပန်ယူလိုက်မယ်ဆိုလို့ရှင်လေသူတို့ထိန်းရတင်းရနဲ့ဟိုးအလုပ်တွေရှုပ်လုံးပါအမရဲ့ 你表来蛮多蛮大的喏。我话哩，有比他一片的路大哩，但我呢我底下也听你啊。 ဒါနဲ့လေဟိုဒီနေ့မချူရဲ့ယောက်ျားကိုရက်ရောက်တော့မမြင်ရပါလားကြည့်ရနေနိုင်သွားပြီထင်တယ်နော် အမလေးဟဲ့ဒင်းလာနေနိုင်မှာခဏလေးစောင့်ကြည့်ခဏလေးစောင့်ကြည့် မချူရဲ့ပိုင်လာကြည့်လား ပိုင်ဆိုလှပြုတ်ပြူလေးဟဲ့ယောက်ျားတွေကလေအချိုကျွေးတဲ့အချိန်မှသာလေသူတို့အဖက်မလုပ်ချင်ကြတာသူတို့အခါလေးနည်းနည်းကျွေးကြည့်လိုက်ဖြက်ဖြက်ကိုလူးနေတာ မ ဘာလဲဘာလာလောက်တာလဲနင်ကငါမပေါင်းနိုင်တော့ဘူးလို့တခါလေးပြောထားပြီးသားနော် အဲ့လိုမလုပ်ပါနဲ့မရဲ့တင်းနေလေမမရှိတော့ပါမောင်ဘလို့မှနေလို့အဆင်မပြေပါဘူးမရဲ့ဟိုမောင်ဘွားမလေးနဲ့တွားလဲဒီစိတ်စားလဲဒီစိတ်အိတ်လဲဒီစိတ်အဲ့ဒီစိတ်နဲ့တော်တော်ခံစားနေရပါပြီမရဲ့နော် အဲ့ဒါဆိုအစကတည်းကငါ့ကိုဘာလို့စိတ်ညောင်လို့လဲဟမ် ဟိုနောက်မလုပ်တော့ဘူးလေမရဲ့နော်မောင်နောက်မလုပ်တော့ဘူးလေမောင်နဲ့တခါတည်းအိမ်ပြန်လိုက်ခဲ့နော် နင်တကယ်ပြောနေရနော်ငါ့ကိုနောက်တစ်ခါစိတ်ညောင်လို့ပါတော့နင်ကငါမပေါင်းတော့ ဟိုဂရိပေးပါလေနောက်အဲ့လိုမဖြစ်စေရပါဘူးနော်နောက်အဲ့လိုလည်းမလုပ်တော့ဘူးနော်နော်မနော်လိုက်ခဲ့တော့မနော် ဟဲ့နေဘာဖြစ်နေလဲဟမ်ဟိုဖြက်လျှောက်လိုက်ဒီဖြက်လျှောက်လိုက်နင့်ကိုကြည့်ရတာငါတော်တော်မျက်စိနှောက်နေပြီနော်ဘာလို့လုံနေလဲအဲ့လောက်တော့အားရနေဆိုလေလာငါ့ကိုကြောဆွဲပြီးဟဲ့လာလို့ပြောနေလေဆွေးနေဘာလှုပ်ဆမ်းပါ ကြရှင်းနေကျမလည်းရန်ဖြစ်ကြပြီ မင်းဘာပြောလိုက်တယ် ရှင်းနေကျမလည်းရန်ဖြစ်ကြမလားလို့ မင်းကမောမင်းကဘာကိစ္စငါနဲ့ရန်ဖြစ်နေတာ ဘာကိစ္စမှတော့မရှိပါဘူးဒီတိုင်းပဲရန်ဖြစ်ချင်လာလို့လေ ဩငါသဘောပေါက်ပြီမင်းကငါအပေါ်မှာမကြည်နဲ့တာတဲ့အရန်ကိုများနေတယ်ဆိုတဲ့သဘောပေါ့ဟုတ်လားရတယ်ဒီမှာဒါမင်းမကြည်နေဘူးမလားဒါငါ့အိုက်ဒါနဲ့ထိုးလိုက်ဒါ ဟိုအဲ့လောက်ထိမလိုပါဘူးဒီတိုင်းပဲဟိုစကားများရုံလောက်ဆိုရပါပြီ အဲ့ဒါစကားများငါလူမိုင်းနော်စကားတွေအများကြီးမပြောဘူးငါအပြက်ပဲလုပ်ကဲလှုပ်စမ်းပါမင်းငါ့ကိုမကြည်နဲ့တာကြီးများတယ်မလားဟုတ်တော့အဲ့ဒါနဲ့ထိုး မထိုးပါဘူးမထိုးပါဘူး မထိုးရင်မင်းကငါထိုးမှာနော် ဟိုမလုပ်ပါနဲ့ကြာကြာအဲ့လိုမလုပ်ပါဘူးဟိုမင်းကလေကြောက်ချစ်လို့စားလား ဘာချစ်လို့စားတာလဲဘာလို့လဲငါစားတာလဲဒီငါ့ကိုမကြည်နဲ့ဘူးဆိုထိုးလေရောထိုး မထိုးဘူးကျင်တဲ့တဲ့အရန်ကျင်တဲ့လိမ့်ထားလိုက်တော့နော် ကြောင်းလုံးနဲ့ပဲယူမြတော့ဗလားရောဒီပစံနဲ့မင်းမဲယူလိုက်တော့ဟောရက်ဖို့ချင်းပင်ရတယ် အစီ
အာစီမဟုတ်သေးဘူးထင်တယ်နော်အာစီစိန်မအောင်ပတ်စံတော့ပြန်အပ်တဲ့နော် ညီယောက်ျားညီကိုတစ်လောက်ဘလောက်အပ်တာလဲ ဩ तू ကကားသမားဆိုတော့ပုံသေးတော့ဘယ်ပြောလို့ရမလဲဒါပေမဲ့လည်း तू ရရင်ရတယ်လို့တော့အကုန်အပ်ပါတယ် ဘာကိစ္စမိန်းမကိုပတ်စံအပ်မှာလဲကွာဟဲ့အောင်အကျင့်ပါတယ်နော်မအပ်ဘူးကွာ တပြားမှမအပ်ဘူးလို့တော့ကြားပါတယ် တရင်မတွေပါအေးလေမအပ်ကြည့်ပါလားမီးပွင့်သွားမှာပေါ့ ဒီမှာရောက်မိန်းမဆိုတဲ့အမျိုးကလေယောက်ျားတွေရဲ့ပတ်စံဆိုလို့ရှိရင်လုံးဝကြက်ရည်တော့ပဲ ဘာလဲအာစီကြည့်ရတော့ ဟာကြက်ဆိုရင်ဖက်နှက်စီးတဲ့ကြက်ကောမစီးတဲ့ကြက်ကောအလွတ်မပေးတဲ့မင်းอ่ะဒါလေးတော့နားမလဲဘူးလား နှိမ်မြန်ပြီအာစီရဲ့မသိလို့မေးတာပါ အေးမသိဘူးဆိုရင်လည်းပြောပြမယ်နော်ကြက်ဆိုတဲ့အမျိုးကရေတောက်ပြီးရင်သေးပေါက်လား မပောက်ဘူးလေ အဲ့လိုပဲဗောမိန်းမဆိုတဲ့အမျိုးကလေသူတို့စီကိုပတ်စံရောက်သွားပြီဆိုလို့ရှိရင်ကြက်ရည်တောက်တယ်လို့မျိုးပဲနော်ဘယ်တော့မှအထွက်ဆိုတာမရှိဘူးကွာမှတ်တာ ဟဲဒါဆိုရင်တော့ကျုပ်ယောက်ျားအရက်ကလွယ်ပြီးတခြားဘာလို့မှစိတ်ဝင်စားတော့တော်သေးတာပေါ့နော် ယောက်ျားတွေကိုလေဘယ်ကိစ္စနဲ့မှမျက်လုံးစုံမိတ်ပြီးမယုံမိစေနဲ့ကျမလိုဟက်ကော်ကြီးဖြစ်နေမယ် အဲ့ဒါတော့ဟုတ်တယ်စိန်ပန်းရဲ့ဘလောက်ယူသားတဲ့ယောက်ျားဖြစ်ပါစေအဲ့ကိစ္စမှာတော့မယုံကြည်ရဘူးနော် အာစီမိမစိန်မအောင်နည်းနည်းလေးတောင်မချစ်ဘူးလား အဲ့စကားကြတော့ငါဘလို့ဖြေရမှန်းတော့မသိဘူးကွာतू ကတော့ငါ့ကိုချစ်ချပါတယ်ငါကတော့သူ့ကိုချစ်လားမချစ်လားတော့မသိဘူးကွာအဲ့ဒါပေမဲ့ကားမောင်းပြီးပြန်လာတဲ့အချိန်တို့အရက်တောက်ပြီးတဲ့အချိန်တို့ဆိုရင်တော့ငါသူ့စီကိုသွားခြင်းတခါလေစိတ်ထဲမှာအလိုမကျဖြစ်ရင်သူနဲ့ရံပြစ်ရတော့ပြောတယ်ကွာသူ့ရဲ့စကားလေးတွေကတော့ရင်ထဲကိုတစ်ချက်တော့ထိတယ်လို့ လူချမ်းကြီးသေးကတော့မခိုင်ပါတဲ့ ယောက်ျားဆိုတာလေအားလုံးကနှာဘူးတဲ့ကြီးပဲတိတ်ခါရှိရှိဘူးတဲ့သူနဲ့ဗယံပရာဘူးတဲ့သူဒါပဲကွာ ဟဲ့အဲ့နှမျိုးကဘလို့ကွာချားလဲနည်းနည်းပါရှင်းပြပါ ဟောနင်ကလေတိတ်ခါရှိရှိဘူးတယ်ဆိုတာမိန်းမတွေရှိကြရင်တချို့ရစိတ်ဝင်စားသလိုပုံစံမျိုးနဲ့မျက်မှန်ကြီးတက်သူတို့ခန့်ခိုင်နေနေပြီးတော့နောက်ွယ်ကြမှာကုတ်ကမြင်းဘူးတာကိုအဲ့တိတ်ခါရှိရှိဘူးတယ်လို့ခေါ်တယ်ဟိုဗယံပရာဘူးတာကတော့ဟဲ့အရှိမဟောနောက်မှာဟောမျိုးစုံတိတ်ခါမဲစားနေဘူးတာအဲ့ဒါဗယံပရာဘူးတယ်လို့ခေါ်တာ အာစီဒီစကားကျွန်တော်မေးတဲ့မမေးတဲ့စဉ်းစားနေဒါနဲ့ဆရာတပည့်နှစ်ယောက်တည်းရှိတော့မေးလိုက်တော့မယ်အာစီကမထူးတော့ပါဘူးအာစီလေအာစီမိမစိန်မအောင်မကင်ဘူးလား ငါမကင်ပါဘူး ဘာဖြစ်လို့ ငါအစိမ့်စားတာ မငြီးဘူးလား နည်းနည်းတော့ညှိတာပေါ့ဒါပေမဲ့ငါရင်းနေ အာစီကလုံးချလိုက်ပြန်ပြီ ယောက်ျားဆိုတာမျိုးကလေလစ်ရင်လစ်တယ်လို့ဖောက်ပြန်တတ်တဲ့အမျိုးအဲ့လိုဖောက်ပြန်တတ်တဲ့ယောက်ျားလေးဖောက်ဖို့ဖောက်ပြန်တာအဲ့ဒါမျိုးကိုလေငါတို့ကကာကွယ်လို့မရဘူးနော်ထိန်းချုပ်လို့ပဲရတာ ကာကွယ်လို့မရမှာတော့ဘယ်လိုလုပ်ထိန်းချုပ်လို့ရမှာလဲမဖြူရဲ့ ဩထိန်းချုပ်တယ်ဆိုတာသူတို့ဖောက်ပြန်နိုင်မဲ့လမ်းကြောင်းမှန်သမျှကိုကိုရီးယားအခွင့်အရေးမပေးဘဲနဲ့ကြိုတွေးကြိုပိတ်ထားဖို့လိုတာလေပြီးတော့ရသမျှပတ်စံကိုသူတို့စီတပြားမှပြန်မြောက်စေတယ်နော် ကြကြကိုလေမိန်တစ်ခုလောက်မေးကြလို့ မေးလေပါလေ ကြကားမောင်းလို့ရတဲ့ပတ်စံမျိုးလေးဘာလို့ဖြစ်လဲ ငါပတ်စံကဘာလို့လို့ဗောနင့်အမှုဘာလို့လဲ သူများယောက်ျားတွေကလေသူတို့အလုပ်လုပ်လို့ရတဲ့ပတ်စံမျိုးသူတို့မိန်းမကိုပေးကြတယ်အဲ့ဒါကြရောမင်းကိုမပေးချင်ဘူးလား မပေးရင်ပါဘူးဒီမှာပတ်စံအပ်စေခြင်းပတ်စံအပ်တဲ့ယောက်ျားကိုနင်ရှာယူလေဘာဖြစ်လို့ငါ့ကိုယူခဲ့သေးလဲဟမ် ကြမင်းရဲ့ယောက်ျားလေမင်းကလည်းကိုယ့်ယောက်ျားရဲ့ပတ်စံကိုလိုချင်တာပေါ့လို့ ဟာစိန်မန်းရဲ့နင်နဲ့ငါစညာကြတဲ့ကနင့်ကငါပတ်စံအပ်ပါမယ်လို့ငါပြောခဲ့လို့လား အဲ့လိုတော့မပြောခဲ့ဘူးလေဒါပေမဲ့လည်း ဒီမှာဒါပေမဲ့ပဲလုံမနေနဲ့နော်ဘာလဲနင်မကျေနပ်ဘူးလားမကျေနပ်ရင်သွားအိမ်ဘွားဆင်းသွား ဒါမင်းအိမ်လေ ဘာလဲနင့်အိမ်ဆိုပြီးငါ့ကိုနှိမ်တာလားအဲ့ဒါငါဆင်းမယ်ငါဆင်းမယ် မစမတော့ကြားရဲ့ကြားမှန်တယ်မိန်းမလားမင်းတောင်းမှတယ်နော်ကြားအိမ်မမစင်မနဲ့နော်ကြားအောင်မင်းကအရန်ချစ်တာစင်းတယ်နော် မဖားနဲ့မကြိုက်ဘူးနော်ဒီမှာရက်တောက်နေတယ်ဟာလာမရှုပ်ပါနဲ့ကဲသွားစမ်းပါသွား အဲ့ဒါလေးကိုချစ်တာဟုတ်အစ
င်းကြရင်လည်းဝင်ခဲ့ကြအောင်နော် အေးပါဝင်တော့ အမအဲ့ဒီကုံကအစိမ်းမောင်းတဲ့လူဒီမှာရှိလားဘာကိစ္စလဲအကျွေးလာတောင်းတာအမရဲ့အကျွေးဘာအကျွေးလဲဘယ်လောက်လဲဘာအကျွေးလဲဆိုတော့လူကျွေးဘယ်လောက်လဲဆိုတော့နှစ်ခါဆိုတော့၄တောင်းနှစ်ခါဘာလဲဘာနှစ်ခါလဲနင်ကဘာလုပ်တာအမရဲ့အမကလည်းဒုံးဝင်လိုက်တာကားကြီးမောင်းတဲ့လူတွေနဲ့အပေါင်းအသင်းလုံးနေပြီဒီလောက်လေးတောင်မသိဘူးလား ဟဲ့မသိလို့မေးတာဗောပြောင်းမှသာပြောစမ်းပါ ဖော်ကားရှင်ဖော်ကားဟောကားဆိုပါလားကြေးစားလို့ပြောတာအမရဲ့ဟိုင်းဝင်းလမ်းမှာအလုပ်လုပ်တာနေပါဦးအမကလည်းအဲ့လောက်ထိစစ်စုနေအောင်အဲ့ဒီလူကအမနဲ့ဘာတော်လို့လဲ ဘာတော်ရမှာလဲငါသူ့မိမ तू ကငါယောက်ျား sorry နော်အမအဲ့လိုမသိပဲနဲ့လေညီမကအမှန်တိုင်းပြောလိုက်မိတာအဲ့လိုဆိုလေအမရဲ့အမယောက်ျားရဲ့အကျွေးကိုအမပဲဆက်ပေးလိုက်ပါလား ဟဲ့ငါဘာကိစ္စပေးရမှာနင်ဟာဟဲ့ဟုတ်ရဲ့လားငါယောက်ျားလေးငါတော့စိတ်ဝင်စားတာနင်လိုပုံစံစိတ်ဝင်စားပါ အော်ဝင်စားလားတော့မသိဘူးအမရဲ့ဖောက်တယ်တောင်ဖြစ်နေတယ်အမကကိုရှိတာမှသုံးမချတတ်တာအမယောက်ျားကလေအမကိုစိတ်ဝင်စားဘူးဆိုရင်စိတ်ဝင်စားလာအောင်ကျမတင်ပြရမလား မလိုပါဘူးကြရေကြကြဘာဖြစ်နေရတော့ ဒီမှာကြရေ ဘာလဲ ကိုကြီးညီမလေးကိုမှတ်မိလား နင်ကဘာသူတော့နင်ကမသိပါဘူး ဟောကိုကြီးကလည်းတိတ်ချကြည့်ပါဦး နင် highway လမ်းမပေါ်ကောင်းမလေးမလား ကြကလည်းကိုမိမကြတော့စိတ်ဝင်စားပဲနဲ့ဒီလိုမိမမျိုးဘာဖြစ်လို့ပတ်စံကုန်ခါရတာလဲလို့ နင်အတန်းနေစမ်းပါဘာမှမသိပဲလေငါ့ကိုဝင်မပြောနဲ့ဟဲ့နင်ကဘာအကျွေးကိုလာတောင်းတာလဲငါ့ကိုရှင်းရှင်းလင်းလင်းပြော ကြိုက်တော့ကလေကိုကြီးနာမည်ပြောပြီးတော့ညီမလေးကိုအကျွေးမှတ်ခိုင်းထားတာနှစ်ခါတောင်ရှိပြီကိုကြီးရဲ့ညီမလေးကလည်းလေကိုကြီးမျက်နှာချောင်းကိုကြီးကိုယုံပြီးတော့လေသူ့အကျွေးမှတ်ထားတာယုံကြည်မှုကိုလွယ်သုံးစားမလုပ်ပါနဲ့ကိုကြီးနော် ဘာဒီတော့ပြောနေရလေဒုက္ခပဲကွာဟိုတနာရုပ်ဂျိုက်သုံးနေတော့ငါတော့ဒုက္ခပဲအဲ့ဘယ်နှခါလဲ နှစ်ခါ နှစ်ခါဆိုဘယ်လောက်လဲ လေးသား လေးတောင်သွားယူလိုက် ကြနဲ့မဆိုင်ဘူးကြပေးစံမလို့ဘူး သွားယူသူသွားယူလေလာပြီးပေကက်ကလုံနေငါချက်ထိုးရအောင်မယ်သွားအခုသွားယူသွားပေးလိုက် ကြကလည်းလို့ ဒုက္ခပဲကွာဒီမိန်းမပေကက်ကနဲ့နေလဲနောက်ကိုအကျွေးမခံနဲ့ ကိုကြီးကိုယုံလို့ပါ ငါလည်းမယုံနဲ့ဟာဟဲ့လာပြီးတော့စိတ်ဆိုးပြမနေနဲ့နော်နင်စိတ်ဆိုးလဲငါမချော့တတ်ဘူးငါဆိုတဲ့ကောင်ရှင်းရှင်းပဲကိုလုံးရင်လုံးတယ်မလုံးရင်မလုံးဘူးပဲအခုလည်းငါလုပ်ထားတဲ့ကိစ္စမဟုတ်ဘူးနော်ဟိုအောင်ဂျိုက်တို့ကိစ္စကိုငါကြားရတဲ့ဝင်ပြီးရှင်းပေးတာနင်ယုံရင်လဲယုံမယုံရင်လဲနေနင်မယုံလဲငါဒူးမဆိုင်ဘူးဒါပေမဲ့နင်သိအောင်ငါတခုတော့ပြောလိုက်မယ်ငါမူးရင်မူးမယ်ယူရင်ယူမယ်ဒီလိုလုံမျိုးငါတစ်သက်လုံးမလုပ်ဘူးနင်မှတ်ထားမလေးဟဲ့နေရလေပြန်ရောက်တာငါတို့အကြောင်းမကြောက်ဘူး ပိန်နှွေးအောင်နေပေါ့လေဟုတ်လား ဟဲ့အောင်းဆိုရင်လေအောင်းမဲ့အကြောင်းတရားမျိုးကပါလာတယ် ဟဲ့ဘာလဲညကြော်ကြီးနဲ့တွေ့ခဲ့လို့လား မလေးဟဲ့ကြော်ရတဲ့မိုက်တဲ့ကိတ်တဲ့ဟာကြီးမျိုးကနေခေါ်လာခဲ့တယ်ဟဲ့ကိုပိုင် ဟေးဝါမင်္ဂလာပါလာပကြီးလေးတွေဟမ်နှားလိုက်ကြတာကျန်ကိုနာမည်ကကိုပိုင်းနဲ့ သူ့နာမည်ကတင်းသူစားတဲ့ဒါကတော့စိတ်မနဲ့လှပြပြီသူကတော့အိမ်အောင်ကိုစီရှိကြရလေ ဟုတ်လား ဟုတ်ဖြစ်ပြီးတာပါဟဲ့သူကတော့လေဒီဖွဲ့ထဲမှာတူဒီတော့အပြိုလေ အာပြိုပါဟဲ့အာပြိုပါပြိုလိုက်တယ်မအာ ဟဲ့တိတ်ဆန်း ညီမလေးတို့ကတော်တော်ပျော်တတ်ကြတာပဲเนาะပြီးတော့လေညီမလေးတို့ရဲ့အလှတရားတွေကလေတကယ်ကိုရောင်းနေမိတယ်ဟုတ်မဟုတ်ဘူးတကယ်ကိုအဆက်မိရလို့ပြောတာ ကိုပန်းကြည့်တတ်တယ်နော် ကြီးတဲ့ဆိုကိုပိုင်ကချင်းထွေးတာလေ ဟုတ်လားအဲ့ဒါကြောင့်ထင်တယ်နော်ကိတ်ကြီး နည်းနည်းပါကိုကမြို့ပြရဲ့အယောင်သွေးတွေရဲ့အောက်
ညင်းငွေလာလို့ကျေးလက်ဒေသရဲ့တဘာဝအလှတရားတွေကိုခံစားဖို့အတွက်ရောက်လာတာညီမလေးတို့ကိုပြန်တွေ့တော့ချင်းထွင်တာတော့မှပြန်လုပ်ချင်တယ်ကွာ ဘာဖြစ်လို့လဲ အရန်လှနေလို့ဟုတ်တယ်ညီမလေးတို့စီမှာရှိတဲ့အလှတရားတွေကိုလေအယောင်တွေထပ်တင်လိုက်ပြန်ဆိုလို့ရှိရင်တကယ်ကိုစစ်မှန်တဲ့အလှတရားတွေကထွက်လာမှာ တော့ဘာရလဲမြောက်ပြီ အပြောက်တာမဟုတ်ဘူးတကယ်ကိုပြောတာအခုညီမလေးတွေကိုတွေ့တော့ကိုပိုင်တော်မှစိတ်ကူးတစ်ခုရတယ်ဒီရွာမှာကိုကာရအလှတင်တာကိုအခမဲ့ဖွင့်ရင်ကောင်းမလားစိတ်ကူးမိတယ်ညီမလေးတို့အားလို့ရှိရင်လာတက်ကြပါလား ဟာတက်မှာပေါ့တက်မှာဘယ်တော့လဲ မနေ့ပြန်စမယ်ငါမိန်းမဟုတ်တယ်မသားမခင်ဗျဘာလို့မသားမနေတဲ့ရင်နဲ့ဒါလောက်เสียလားဟင် တော်ပဲဒါမျိုးတွေကြိုက်တယ်ဆိုအဲ့ကြောင့်ဆရာလေးရှိမှလားအေးနေတာလေ ငါနဲ့တွေ့တွေ့မယ်ငါနော်အိမ်เจ้าကဒီပုံစံတိုင်းလို့အိမ်เจ้าကဒီပုံစံတိုင်းမို့တော့နင်းနဲ့ငါနဲ့တွေ့မယ်တိတ်တယ်မလားနာ ဆရာလေးလုံးလေးပြန်လာ အော်ရဲတဲ့တနာယူနေသေးတယ်ဟာ ဘလို့ပြန်လာတော့တော်လေဆရာလေးပြင်မနေပြီဆိုတော့ဟိုနားချင်နားတော့လေဆရာရဲ့ အမလေးစမရေနေနေပါပါတတိလေးပါလေးထားကြပါအောင်ဒါငါခေါ်လဲတဲ့ငယ်နော်ငါတို့လည်းချမ်းခဲ့ကြအောင်ဟဲ့ မလေးအရေးနဲ့စမန်လာခောက်နေသေးရဲ့ဒီမှာလဲသူစားစရမ်းမယ်နော် ဟဲ့နင်တို့ကိစ္စတွေငါ့ကိုဆွဲမထက်နဲ့နော်ခေးမငါလေငါလင်ရလွယ်ပြီးတခြားဘသူ့ကိုမှစိတ်မဝင်စားအောင်နော် စိတ်မန်းရဲ့အဲ့ညီကအချိုတက်မကုန်သေးလို့ပါအေး ငါချို့တက်လေ ဟေးယောက်ျားကြီးဆိုတာပြီးကေလို့ပဲအချိုတက်ရှိလို့ကတော့လေဝါလို့ကောင်းမှကောင်းအချိုတက်ကုန်သွားရင်လေမလီဘေးနာလွတ်ပြရမှန်းမသိစစ်ကူစရာကြီးပါအေး ဘာလဲလေမဖြူအဖြူကြမဖြူဒီလောက်ချက်တာဒါမျိုးလုံးနေတော့ဝင်မတော်ဘူးလား တူချက်ပေါ့အေးတူရာမလီတိုင်းလို့ကိုမရဘူးဒီကကျုပ်ကိုမပြောရဲလို့ပေါ့ငင်ခံနေတာဒါမဲ့အဲ့လိုတစ်ခါတလေလေတုံးဝင်တုံးအောင်လုပ်ပေးရတယ်အဲ့ဒါမှသူတို့ရဲ့စိတ်ကမယိုးမြဖြစ်လာမှာလေအချစ်တွေအစ်မွေးဖွားတဲ့သဘောပေါ့ဟဲ့ ကဲမွေးစရာရှိအိမ်ရောက်မှမွေးကြတော့ကဲကိုနေရာကိုပြန်ယူငါတို့ပြန်လုံးမယ်ပြန်လုံးမယ်ပြန်ယူနာမည်မောဘာနေလုံးနေရဘယ်ပြရပါလဲရောက်ဘောင်းအောင်ထုတ်ရလဲငါမင်းကိုကြောက်ကလေးကိုထိုးတာကွာဟာထိုးတာရှင်းလားရှင်းလားဟမ်ဘယ်လိုဘာနေလို့ဒီကိုနားနေရလားဟမ်မလုံးအောင်မလုံးနဲ့ဆိုကြကြမလုံးနဲ့ဟုတ်ကျွန်တော်ဘာမှမလုပ်ပါဘူးကျွန်တော်ဘာလုပ်လို့လဲဟာဆရာကတော့ဆရာဟိုကျမယောက်ျားပြန်လာမအောင်တတိယအောင်အဲ့လိုဟိုကျမပြန်တော့မယ်နော်ဟိုနောက်နေ့မှပဲစောစောလာတော့မယ်နော်ဆရာနော်အေးတားဆရာဒုက္ခပါဘာဖြစ်လဲ ဘာဖြစ်နေလို့ ဟိုတိူလေမောင်ဒဇင်းနေကြည့်များချစ်နေရလားလို့ အမလေးဟဲ့နင့်ကိုဒစိမ့်စိမ့်ကြည့်ပြီးချစ်ဖို့မပြောနဲ့ကြည့်ပြီးတော့ယွန်းနေတာ ဟာအမလည်းဘာဖြစ်လို့လဲဗျာ ဘာဖြစ်ရမှာလဲပုံစံနေကြည့်ဟမ်တကူလုံးမချအစီလေးကြီးပဲဘိုက်ကလည်းပူနေသေးတယ်ဗလားမရှိဇာမရှိတော့စကုန်မကောင်းတာ ဟောအဲ့လိုတော့မပြောပါနဲ့ဗျာဟိုမနဲ့မရခင်တော့လေကျွန်တော်ပိန်ပပလေးမကကျွန်တော်လေဂိုင်းနဲ့စိုက်နဲ့ဘိုက်နဲ့ဖြစ်စေချင်တယ်ဆိုလို့အဲ့လိုမျိုးလုပ်ထားပြရလေမကလေ ဟောအဲ့အရင်တော့ကြိုက်တာအခုမကြိုက်တော့ငါခင့်မိသွားပြီအခုတောင်းဖြန့်ဗလားရှိဇာရှိမှာကိတ်မှာငါကြိုက်တော့တာဟဲ့ အဲ့တော့ကျွန်တော်ဘာလဲလုပ်ပြရမှာ အဲ့ငါမသိဘူးဟဲ့ငါလိုချင်တာတော့ပြားတဲ့နေရာပြားဖောင်းတဲ့နေရာဖောင်းကိတ်တဲ့နေရာကိတ်အဲ့ဒါအကုန်လုံးနင်လောက်ထားတာ ဩ
မကလည်းမပဲအရင်ကဒီလိုပုံစံနဲ့ကြိုက်တယ်ဆိုတော့ကျွန်တော်ကဒီလိုပုံစံပြအောင်မနဲ့မျိုးစုထားရလေမရဲ့အခုမကြိုက်တော့ဘူးဆိုတော့ဒါမကျွန်တော်တက်ပြဿနာရှာတာပဲ မသိဘူးဟဲ့ငါလိုချင်တဲ့ပုံစံဗလာနဲ့ဇာနဲ့အတောင်အဖြောင်အကိတ်ကိုနင်6လအတွင်းရအောင်လုပ်ထားမလုပ်ထားလို့ကတော့နင်းနဲ့ငါနဲ့ကွဲမယ်ငါအသက်ရှာပြင်မှာနော် မ 抽我你的！ ကိုပိုင်အိတ်ထိလိုက်ပို့ပြီးတဲ့အတွက်ကျေးဇူးတင်တယ်နော်ဟိုတင်မဲသွားပြီလား ရပါတယ်မတွေ့မှမ အော်ဟိုအိမ်ထဲဝင်ဦးလေစိမ့်ပန်းတုတ်ပေးတဲ့လက်ဖက်တုတ်လေးစားချင်တယ်ဆို အာဟုတ်ရုပ်သားပဲစားရမှာပေါ့လာဟိုမစားတော့ဘူးလေမစားတော့ဘူး ကျုံတော့လေတခါတည်းစားသွားပါကိုပိုင် ဟောရတယ်နောက်မှပဲစားတော့မယ်နော် မိတ်ဆက်ပေးရအောင်မယ်ကြကြလောက်ဒါစိမ့်ပန်းအမျိုးသားကြဒါကိုပိုင်နဲ့ခေမရဲ့တငယ်ချင်းဂျင်းဆရာလေဟိုရွာထဲမှာအားကစားခန်းမှာလာဖွင့်ထားတာဟိုစိမ့်ပန်းလည်းအိမ်မှာလေ့ကျင့်ခန်းလုပ်တယ် ဟုတ်ကဲ့ ဒီလိုနေရာမျိုးမှာ तू က ဟုတ်ကဲ့ အားသာခန်းမှာလာဖွင့်တယ်ဟဲ့လား ဟုတ်ကဲ့ဟိုနားလေးမှာကျွန်တော်သွားတော့မယ်နော်စိမ့်ပဲသွားတော့မယ်နော်နောက်မှလာမယ် ဟိုကိုမရေဟိုနောက်တစ်ခါကျရင်တော့အတီးစားရမယ်နော်ဟိုစိန်ပန်းကျွေးချင်လို့ဆိုဟိုဆိုင်ကလေးဖြည်းဖြည်းမအောင်နော် ဟဲ့ဒီဘာဖြစ်နေလဲဟမ်အဲ့လိုတော့ဖြစ်နေတယ်တခါလဲလိုက်သွားလိုက်ပါလား ကျကလည်းဘာဖြစ်နေတာလဲကိုယ်လာတဲ့အဲ့ဒါအဲ့ဝတ်ကြည့်ရတယ်လေ အဲ့တဲ့အဲ့ဝစ်ကြည်ချင်းနင်အိတ်ခမ်းနေတာတခါလဲခေါ်သွားတော့နော် ကျနော်စကားတွေကရိုင်းလိုက်တာ အေးရိုင်းနေငါခက်ရိုင်းမယ်နင်တို့တခါလဲအပြက်ပြောထားမယ်နော်နောက်တော့ကအဲ့ကောင်နဲ့နေနဲ့တွဲလို့တော့ငါနှစ်ယောက်စလုံးတတ်မှာနော် ဘာလဲကျတဝင်းတူပါလား ဘာလို့တဝင်တူရမှာလဲနင်ရွာစီထိုးနေတော့ငါကြည့်မြလို့ပြောနေတာရှုပ်တယ်ဟာနောက်တော့ကနေအဲ့ကောင်ကြီးကိုသွားစရာမလိုတော့ဘူးနော်သွားရင်ငါအစိုးမစိုးနဲ့နော်ဘာအဟိလဲငါလှုပ်ထလိုက်အောင်မယ်သွား ခင်မမရှိဘူးကိုပိုင်တယောက်တည်း ဟိုဆရာတယောက်ထဲလားဟာဟိုအဲ့ဒါဆိုလို့ရှိရင်သူစားပြန်ရမှာလားဒီမှာပဲနေရမှာလား အဲ့ဒါသူစားတဲ့ပေါ်လေ ဟာမိုးလိုက်တာ ဘာဖြစ်တာလဲ ကောင်းမှုလို့ဆရာရဲ့ အဆင်ပြေရလားသူစား မပြေဘူးဆရာရဲ့ဟိုလဲလို့ရမယ်တနေ့ရခေါ်သွားပေးပါလားဆရာ ပြန်တော့မယ် မူးလို့ဆို မမူးတော့အဆင်ပြေလားသူစား မပြေဘူးပြန်တော့မယ်နော် ဟဲ့သူစားမနေချေတဲ့လက်တရှိလိုက်လားဟဲ့ငါမရှိတော့ကိုဘကိုနှိမ်နေတယ်ဗောကုန်ပါပြီကုန်ပါပြီ ဘာကောင်းတာလဲနင်ဟာအစရဘာမှမရှိရဘာမှမရှိရ တကယ်လား အေးလို့ကွာအေးလို့ဒီနေ့ကတော်တော်အေးတာဟာ ဖြစ်တော့လည်းဖြစ်နိုင်ပါလေ စိတ်မဲနင့်เจ้าနေငါကြားထားတာအများကြီးပဲအဲ့ဒါဟုတ်မဟုတ်နင့်ကငါတေချာအောင်မေးမလို့ နင်ကဘာတွေကြားထားလို့လဲ နင်ကနင့်ယောက်ျားကိုလိုချင်လို့မရမကအကျွေးနဲ့တိမ်ပြီးယူထားတာဆို မဟုတ်ပါဘူး နင်ကသာမဟုတ်ဘူးပြောနေတာတရွာလုံးကလေနင့်အကြောင်းနေပြောနေတာရကြကိုမရှိတော့ ရွာထဲလူတွေကငါ့အကြောင်းဘာတွေပြောနေကြလဲ နင့်ယောက်ျားနင့်ကိုတစ်စက်ကလေးမှမချစ်ဘူးတဲ့နင်ကပဲသူ့ကိုတဲတဲလို့ချစ်နေရတဲ့ပြီးတော့ तू ကရှာသမျှကိုနင့်ကိုလုံးဝမအပ်ဘူးတဲ့ဟိုပြီးတော့ရှိသေးတယ်လူတွေရှေ့မှာပဲနင်ကသူ့ကိုနိုင်ရတာတဲ့ကိုရကြလို့ရှင် तू နိုင်တာပဲနင်ကခံနေရတယ်လေ အဲ့အကြောင်းတွေကိုရွာထဲလူတွေကဘယ်လိုလုပ်ပြီးပြီလဲ တိဆိုနင့်ယောက်ျားရွာထဲကရဲဆိုင်မှာအရက်တောက်ပြီးတော့ပြောခဲ့တာတဲ့ စ
နင်မို့လို့ဟဲ့ယောက်ျားနိုင်တာကိုခံရတယ်လို့ငါတို့ဒီလောက်တင်ပေးထားရဲ့ကြားတွေကနေပြီးတော့ဟာနင်လေးအဲ့လိုသာကြက်ကြက်ယောက်ျားနိုင်တာကိုခံနေတိလားနောက်ဆိုလို့ရှိရင်နင်လင်နိုင်မှဖြစ်လိမ့်မယ်ဟဲ့ပြောခုနသိန်းဒီလောက်ဆိုရင်တော့အဆင်ပြေပြီမလား အဆင်ပြေပါတယ်ကွာ အစီဒီပတ်စံနေစိမ်မဲပတ်စံနေမလားဖြစ်ပါမလား ဖြစ်လို့မှမရတော့ကွာသူ့ပြဿနာငွေနဲ့ရှင်းမှရမှာဆိုရင်ရှင်းရတော့မှာဘဲတက်နိုင်မှာယူသွားလိုက်ပါငါစိမ်မဲကိုကြည့်လို့ရှင်းပြလိုက်ပါ ချိုးချိုးမင်းလည်းအများနဲ့ပြဿနာကြီး ဒုက္ခရောက်တဲ့သူတိုင်းကိုကူညီရအောင်ကျမအိမ်ကဒုက္ခတဲ့စခန်းမဟုတ်ဘူးနော်ကိုပြေ စိမ်မဲမင်းဘာစကားပြောရ အမှန်နဲ့ပြောလိုက်တာလေကျမရှင့်မိန်းမဖြစ်နေပြီရှင့်လောက်ဆောင်မစားရတဲ့ပြင်ရှင့်ကူညီခြင်းတဲ့သူတွေကပူဇော်ပါတာဖို့အတွက်ကျမလောက်ဆောင်ထိပါလားရှင့်မလွန်လုံးလား စိမ်မဲနေနဲ့ငါနဲ့ကိစ္စကိုပြီးမှရှင်းမယ်ခုလောတဲ့နေပါစက်ကိုပိတ်တော့နော် မပိတ်နိုင်ဘူးကျမရင်ထဲမှာမျိုးသိပ်ထားရတယ်များနေပြီ အေးအဲ့ဒါဆိုဆက်ပြီးမျိုးသိထားလိုက်ငါလက်မပါခြင်းဘူးနော်စိမ်မဲ ပါလိုက်စမ်းပါကျမအသိပါတတ်သွားလိုက်ကျမတော့ပြောချင်ရှိအောင်ပြောရမှာပဲရှင့်လိုမျိုးလေကိုအတောင်ပဲကိုကြည့်တတ်တဲ့လူမျိုးမျက်စိပိတ်ခေါင်းညက်ပြီးမျိုးသိပ်လာတာကျမငရဲကြနေတယ်လို့ပဲကျမထပ်ပြီးမခံစားနိုင်တော့ဘူးနော် စိမ်မဲနေပါစက်ကိုပိတ်တော့နော် မပိတ်နိုင်ဘူး နေအောင်ပိတ်အောင်မယ် အစီလောက်ပါနဲ့အစီဟာစိတ်ဆော့ ပိတ်လိုက်စမ်းပါလက်ပိတ်လိုက်စမ်းပါရှင့်ကျမလို့ချင်လား စိမ်မဲနေငါကြက်တော့တော့လို့ကွာ ထွက်သွားမယ်ကျမရှင်းဘွားလေးနဲ့အပြီးထွက်သွားမယ် စိတ်မဲစိတ်အစီဟာစိတ်လျှော့ပါအစီဟာလင်မယားကြမှာတစိမ့်ဝင်လာရင်ပြဿနာဆိုအနေနဲ့များဖြစ်တတ်ကြတယ်အစီစိတ်မန်းကိုဘယ်လိုသဘောနဲ့ပဲလက်ထက်ခဲ့ယူပြီးပြီဆိုရင်အကောင်းဆုံးအိမ်အောင်ဖြစ်အောင်အစီပဲတစောင်းမှာလို့ ပြောင်းနေမင်းတို့လည်းသွားတော့ကွာ ငါလူသက်ချင်နေပြီ ကျွန်တော်လည်းတူတူပဲကျွန်တော်လည်းလူတက်ချင်တယ်ကျွန်တော်မတရေဘူးဗျအခုဆိုကျွန်တော်မိမအရင်လို့မဟုတ်တာတော့ပြောင်းလဲနေတာ ဟေ့အောင်အဲ့ဒါဟိုဂျင်းစရာဆိုတဲ့ကောင်ကြောင်းကွာအဲ့လိုကောင်မျိုးဒီရွာမှာမရှိမှအောင်နားရေးမှာ အမှန်ပဲကျွန်တော်လည်းအဲ့ဂျင်းစီအောင်တစ်စမ်းမှကြည့်လို့မရဘူးတော့မိမတို့ရောနေရမယ်လိုလာတော့ပို့လွှမ်းကြည့်တယ် အဲ့ကောင်ကရှင်းပလိုက်ရမလား ဟာဟုတ်ပြီအဲ့လိုသွားလို့မရဘူးလေအဲ့လိုလို့ရှင်ကျွန်တော်တို့အပြစ်တွေအကုန်ဖြစ်ကုန်ပါဒီကိစ္စကိုအုပ်ကြီးနဲ့တော့တိုင်လို့မကောင်းလား ဒါဆိုစိတ်မကသူနဲ့တကယ်ခွဲတော့မယ်လို့ဆုံးဖြတ်ထားပြီးသွားပြီပေါ့ ဟုတ်တယ်ကျမကသူ့စီကအချစ်တွေကိုပဲလိုချင်နေတာသူ့စီကအချစ်တွေမရပဲဒုက္ခတွေပဲရနေတော့ကျမတို့တော်တော်စိတ်ပြက်လာပြီရှေ့ဆက်လို့မရမဲ့အတူတူတော့ပြက်ဆဲလိုက်တာပဲကောင်းပါတယ်မဖြူရဲ့ ဟုတ်တယ်ဟာအစိတ်တင်နေတဲ့အိမ်တော်တစ်ခုကိုတော့ရှေ့မဆက်တဲ့ငါလဲလေအစစရရငါးကြီးပဲဥဆောင်နေရတဲ့အိမ်တော်ကြီးကိုတအားစိတ်ပြက်မိတယ်ငါတို့လည်းမပေါင်းချင်တော့အဲ့ဒါဆိုမင်းတို့တွေဘာဆက်လုပ်မယ်လို့စိတ်ကူးထားလဲ ငါကတော့ဒီတော့ကားတွေနဲ့ဝေးရအောင်ထွက်သွားခြင်းတယ်သူ့ရဲ့လောင်းရင်အောက်မှာလည်းငါမနေချင်တော့ဘူး အမှန်လေတိလားငါဒီမှာဆက်ရှိနေရင်လေဒီကငါ့ကိုတွေ့ကပ်နေမှာငါဘလို့မခွာလို့ရမှာမဟုတ်ဘူးငါလည်းအဲ့လိုထွက်သွားတာကောင်းမယ် ကျမလည်းအတူတူပါပဲရှင် နင်တို့တွေဆုံးဖြတ်ပြီးသွားရဆိုရင်တော့ငါလည်းဒီမှာမနေတော့ဘူးလေနင်တို့နဲ့ပဲလိုက်ခင်မယ် ဘဝတည်စဖို့ဆိုလို့ရှိရင်စိတ်တွေကပြတ်သားဖို့တော့လိုတယ်နော် ပြစ်သားတာမှတိကနေအောင်ကြီးနေပြီ ရှေ့ဆက်လို့မရမဲ့အတူတူတော့ပြတ်သားလိုက်တာအကောင်းဆုံးပါပဲကိုပိုင်ရောကျမတို့ဘာကူညီပေးလို့ရမလဲ ခင်ဗျားတို့တွေကတကယ်ပြတ်သားတယ်ဆိုလို့ရှိရင်
ဘဝသစ်စဖို့အတွက်ကျွန်တော်နဲ့သာလိုက်ခဲ့လိုက်တော့ကျွန်တော်အစအဆုံးအားလုံးကိုကူညီမယ်ဟုတ်ပြီလားအိုကြီး နေစမ်းပါမင်းတို့ဘာကိစ္စရှိလို့ဟမ် ဟုတ်ကိစ္စကတော့ကျွန်တော်တို့မိန်းမတွေကိစ္စဗျာ အဲ့ကိစ္စဆိုတော့ဆက်မပြောနဲ့တော့ငါလည်းဒီကိစ္စနဲ့စိတ်ညစ်နေတာ ဟာအိုကြီးဒီကိစ္စစိတ်ညစ်တယ်ဆိုတော့မပြီးဘူးနော်အခုကျိုးတို့မိန်းမတွေကအဲ့ဂျင်းစရာဆိုတဲ့ကောင်နဲ့တရုံရုံဖြစ်နေတာကျုပ်ကလည်းအဲ့ကောင်ဇက်မကြီးရတာမဟုတ်အခုလည်းအဲ့ကောင်အာကုန်နဲ့အိမ်မွေးတော်ဆင်းသွားပြီ ဟေးကောင်အဲ့ဒီဂျင်းစရာကိစ္စမှာငါမိန်းမမှာပါတယ်လေကွာငါလည်းငါအပြစ်နဲ့ငါဆိုတော့မပြောရဲလို့ဒီတိုင်းကြည့်နေရတာ အိုကြီးဒီကိစ္စကိုအိုကြီးမရှင်းနိုင်အဲ့ကောင်ကြုံလေးကြုံခံနဲ့ရှင်းရမလား ဟေးကောင်မင်းအခုမှဘာတွေထားဖြစ်နေရလဲမင်းရဲ့စိန်ပန်းပေါ်မှာဘယ်တော့ဘလောက်တာဝန်ကြည့်ဘူးလို့လဲဟင် သွားပြီအုတ်ကြီးသွားပြီအုတ်ကြီး 来去哪里？我搞么多好多呀！ ဘယ်ကိုခေါ်မသွားတာပြောစမ်းဟမ် 拜年了吧，这个搞么多？ မတော်မဒင်းရလဲတမျိုးကဲဘာတွေဖြစ်လာလဲငါ့ကိုပြောစမ်း စိတ်မန်းတို့အုပ်စုကိုလေတိုင်ရခေါ်သွားပြီ ဟဲ့ကောင်မငါမိန်းမဘယ်ခေါ်ရလဲ မျိုးလို့ပြောတယ် မျိုးဟာအိုကြီးဒီကိစ္စလုံးဝမရိုးသားအောင်တော့ကျုပ်တို့အခုချိန်ကြီးလိုက်မှဖြစ်မှာ ဟုတ်တယ်ကောင်းလိုက်မယ်ကွာသွားနော်ငါပြောတော့ငါ သူကဘာလို့စောင့်နေရလဲ သူ့တငယ်ချင်းတွေကိုစောင့်နေလို့ပြောတာပဲမရဲ့စိမအစရောပြေရလားအစင်တော့ပြေပါရဲ့ဟာဒါမဲ့ငါရင်ထဲမှာတမျိုးကြီးဖြစ်နေတဲ့ဟာငါယောက်ျားနဲ့ငါမခွဲနိုင်ဘူးထင်တယ် ဟုတ်တယ်တကယ်တမ်းခွဲရမယ်ဆိုတော့လေငါလည်းမအီမတာကြီးနဲ့ဘလိမ့်မြောင်မသိဟုတ်တယ်နော် မတို့ကလည်းမျိုးမျိုးပဲ ငါတို့အိမ်ပြန်ကြရအောင်ဟာ ဟေးအဲ့လိုလုံးမရဘူးအားလုံးစီစဉ်ပြီးသွားပြီ ကိုပိုင်ရဲ့ကိုပိုင်ရောဖြူလို့အားနာပါတယ်ဒါမဲ့လေဖြူလို့မလိုက်ကြတော့ဘူးလား ဟုတ်မလိုက် ဟုတ် တော့ တယ်မလိုက်တော့ လိုက်လို့မရဘူးနော်လုံးဝမလိုက်လို့မရဘူး ဘာဖြစ်လို့လဲကိုယ်စိတ်နဲ့ကိုယ်ပဲလိုက်ချင်လိုက်လိုက်မယ်မလိုက်ချင်လည်းမလိုက်ဘူးလေ ဟဲ့အမလေးနော်အဲ့လိုဗျမ်းမတာလှုပ်လို့ရမလားကောင်းမရဲ့ငါတို့ကအလှုပ်လောက်နေတာနားလဲတာအမလေး သူ့တန်ကြီးကဘာဖြစ်သွားတာလဲ ဒီမှာအဲ့ဒါငါဘဝအစ်စ်ပဲနော်လင်ပြစ်မတွေရဲ့အစ်စ်မတွေရဲ့နော်နင်တို့တွေကိုရောင်းစားခြင်းလုံးလို့လေမကြားခြင်းပဲနဲ့ဇွတ်ကြားပြနေရတယ်အော်နှလုံးကိုနာတယ်ဟဲ့နားလဲထားအမလေး အဲ့ဆိုရှင်ကလူရုံမှာချောင်းမာကြီးပေါ့ ဟုတ်တယ်တိတ်ကိုဟုတ်တယ်နော်အစ်စ်မတွေကိုပဲယုံလုံးလို့လေအစ်စ်မတီးတိုင်းပဲယုံမာတာနားလဲထားမလေးဟိုကောင်တွေကလည်းကြာလိုက်တာဟဲ့ကြာတယ်ဒီကောင်မတွေကြာတယ်ကြာလိုက်တာမလေးဘာမှမနေနဲ့ 你看，是不是要奥利嘛？快搞的，快搞的，别了，别了，别了！ ကျစားဟိုကျစားဘာဖြစ်သွားသေးလဲ ဘာမှမဖြစ်ပါဘူးမင်းမင်းရောဘာဖြစ်သွားသေးလဲ မမေလည်းဘာမှဖြစ်ပါဘူးဟိုကျစားရဲ့ဟိုမိန်းလေးစိတ်လိုလိုက်ရလောက်ဖြစ်ပြီးတော့တောင်းပန်ပါတယ်နော် ရပါတယ်မင်းမင်းရဲ့ကိုမားခဲ့တာကြီးလည်းပါပါတယ်အဲ့ဆိုကြည်ပြီပေါ့နော် တော်စီတာပေါ့မိုင်မောင်ပြီးထွက်သွားပြီထင်နေတာ ဟိုမလေးမောင်းထားခဲ့တာတောင်းပန်ပါတယ်နော် တကယ်တော့လေအိမ်အောင်ရေးတစ်ခုမှာနားလေမှုနဲ့ကိုချင်းစာတရားအရေးကြီးဆုံးပဲဆိုတာကိုကောင်းကောင်းသိသွားပါပြီမင်းမင်းရဲ့နော် ဝမ်းသာလိုက်တာကြားရဲ့ အဲ့တော့ကိုရဲ့အိမ်အောင်ရေးကိုလေ
အယိုးသားဆုံးနဲ့အနားလည်မှုအရှိဆုံးဖြစ်အောင်တက်ကြကြိုးစားမယ်နော် မာလီရောမမအနိုင်ကြီးရော ခုမှပဲတခြားရင်လည်းအချစ်တွေမြင်ရတော့ကိုအချောက်ကြီးကိုတော့ကျေးဇူးတင်ရမှာ